ဒီလေဘုဒ္ဓသုတ်တံဆက်ကြရအောင်နော်ကုလဒုဒကအနိဒနာအမှုတို့ဖြင့်ရရှိတဲ့သံဃာကျောင်းစိတ်ခေါ်ဆိုအပ်တဲ့ပစ္စည်းတွေပါသည်ကုလဒုဒကအနိဒနာမှုကိုပြုကျင့်နေတဲ့ယဟန်တော်တင်တော်မကသတင်းသုံးပါး5ဦးလုံးသာသနာ့ဘုံမှာရှိရတဲ့မြည်သည့်ပုဂ္ဂိုလ်မဆိုးယဟန်အလုံးတို့အတွက်ထိုပစ္စည်းတွေမအပ်ဘူးနော်မအပ်ဘူးဆိုတာကထိုပစ္စည်းကိုထိုကြောင့်ကိုသုံးဆွဲခဲ့မယ်ထိုပစ္စည်းကိုသုံးဆွဲခဲ့မယ်ဆိုရင်သုံးဆွဲတိုင်းအဘတ်တဲ့ဒီကြောင့်မို့တက်အဘတ်တဲ့ဒီအဘတ်တဲ့နဲ့နေခဲ့မယ်ဆိုရင်လည်းဘာရတုတိမရောက်ဘူးလို့ဒီလိုအဆိုရှိပါတယ်နော်ဒါကြောင့်ဒီကရမတွေဘက်ကလည်းအသိဉာဏ်ရှိဖို့တော့လိုတယ်မိမိတို့ကိုယ်ကိုယ်စိတ်ကနေတဲ့ယဟန်တော်များမှာမိမိတို့ကိုအကြောင်းပြုပြီးတော့အဘတ်တွေသိမယ်အပြစ်တွေဖြစ်မယ်အပယ်လေးပုံရောက်မယ်ဆိုရင်ကောင်းပါမလားမကောင်းဘူးနော်ဒါကြောင့်မပြောပြီးပေးတတ်တဲ့ဘုန်းကြီးအုံးကြီးပေးတတ်တဲ့ဘုန်းကြီးကြွေးတဲ့မွေးတတ်တဲ့ဘုန်းကြီးသိကုတတ်တဲ့ဘုန်းကြီးဘေးရင်ဟောတတ်တဲ့ဘုန်းကြီးခေပေးတတ်တဲ့ဘုန်းကြီးစသဖြင့်ဒီလိုဘုန်းကြီးတွေကိုမိမိတို့ကသွားပြီးတော့စားကြမယ်တောက်ကြမယ်ခြေနှံပတ်ယူကြမယ်ဆိုရင်တော့ပါမလားမတော်ဘူးတတိထားကြတော့နော်ဒီခုဒီနေရာမှာအထေကရအဖွင့်လေးကိုပြန်ဆက်ဆက်ကြည့်ကြအောင်အနာဂါရိယပฏิပတ်တိဒုက္ခတိပฏิပတ်တိဒုက္ခတိယဟန်တော်များအနေနဲ့ကျင့်တဲ့လုပ်ငန်းရပ်တွေယွန်ရှာဆက်ဆုပ်ပဲကောင်းတဲ့ကျင့်ဝတ်ပฏิပတ်ဖြစ်တယ်နော်အဲဒီမှာဝေလူဒါနာတိဟိသီရိကံကပိတိဝေလူဒါနာတိဟိတိတိပေခြင်းပန်းပေခြင်းဝါပေခြင်းစသောကုလဒုဒကအနိဒနာအမှုတို့ဖြင့်ဇီဝိကံအတံဝေခြင်းကိုကပိတိပြုခြင်း၍နေပေ၏သာသနာတော်မှာနေမယ်ဆိုရင်ဒီလိုလုပ်ငန်းရပ်တွေပြုခြင်းပြီးတော့အတံမွေးနေတယ်သကလံပိအနာဇာရအာဘောဇရံသပရိပူရိတိသကလံပိအလုံးစုံဖြစ်သောအနာဇာရံသမကျင့်တယ်မကျင့်တိုက်တဲ့ခြင်းကိုပฏิပတ်ကို၎င်းအာဂောဇရံသမကျေစသည်မကျေစတိုက်တဲ့အရာဌာနကို၎င်းပရိပူရိတိဖြစ်ခြင်း၍နေပေ၏သာသနာတော်မှာတော့နေတယ်မကျင့်တယ်မကျင့်တိုက်တဲ့ကျင့်ဝတ်ပฏิပတ်မှန်ရင်အလုံးကိုလိုက်ပြီးတော့ကျင့်နေတယ်နော်အာဂောဇမသွားတဲ့မသွားတိုက်တဲ့မကျေစားတဲ့မကျေစားတိုက်တဲ့နေရာဒီမှာသွားပြီးကျေစားနေတယ်ဒီလိုလုပ်ငန်းရပ်ကိုဘာခေါ်လဲအယမတ္တအနာဂါရိယပရိပတ်တိဒုက္ခတဲ့အယံဤကဲ့သို့ပြုခြင်းဖြင့်ဒီကအတ္တထိုယဟန်တော်ဤအနာဂါရိယပရိပတ်တိဒုက္ခတိအနာဂါရိယပရိပတ်တိဒုက္ခတိမိ၏ကျင့်ဝတ်ဒီလွှဲချော်နေနော်ဒီတော့ဒီအနာဂါရိယပရိပတ်တိကိုကျင့်တဲ့ပုဂ္ဂိုလ်ဘာဖြစ်မလဲသောတထထိတောကတဗေဒနိရိယဖိကိစ္စတိတိရိစ္ဆနာယောနိပိပိတိဝိတ္တိယပိကိစ္စတိသောထိုယဟန်တော်ဒီတထထိုအနာဂါရိယပရိပတ်တိဒုက္ခတိ၌ထိတောယတိလျက်ထိတောယတိဝိနိကေတိရှိသောကာယတကိုယ်ခန္ဓာဤဗေဒပျက်စီးခြင်းကြောင့်နိရိယံပိငရဲတို့သောလည်းပဲကိစ္စတိလာယတတ်ပေ၏တိရိစ္ဆာနယောနိပိတိရိစ္ဆာအမျိုးအနွယ်ဇတ်၌တော်လည်းပဲကိစ္စအမျိုးအနွယ်ဇတ်တို့တော်လည်းပဲကိစ္စတိလာရောက်တတ်ပေ၏ပိဋိဝေဒယံပိပိဋကဘုံဘဝတို့တော်လည်းပဲကိစ္စတိလာရောက်ရတတ်ပေ၏ငရဲတိရိစ္ဆာပိဋကအတုရကေဆိုတာကတော့ပိဋကအကြီးစားတွေပါပဲနော်ငရဲတိရိစ္ဆာပိဋကအတုရကေဆိုတဲ့ဒီအပယ်လေးဘုံကိုလာရောက်တတ်တယ်ဘယ်လိုပုဂ္ဂိုလ်လဲသာသနာတော်မှာမကျင့်တဲ့မကျင့်တိုက်တဲ့ပฏิပတ်တိလောကတိခေါ်တဲ့ကျင့်ဝတ်ပฏิပတ်ကိုကျင့်နေတဲ့ထွင်ဟမ်းမယ်တတိပိတယ်ပန်းပိတယ်သိကုရဲ့ပိရင်ဟောတယ်ခြေပိတယ်စသည်ဖြင့်ဒီလုပ်ငန်းရည်တွေမှာယက်တည်ပြီးအတမွေးတယ်အဲဒီလိုအတမွေးနေတဲ့ရဟန်းတော်တစ်ပါးဒီခန္ဓာကိုယ်ပြည့်စုံပြီးနောက်ကလ၌ငရဲတို့တော်လည်းရောက်တတ်တယ်တိရိစ္ဆာန်ဘုံတို့တော်လည်းရောက်တတ်တယ်ပိဋကဘုံတို့တော်လည်းရောက်တတ်ပါတယ်သမဏယေခောနာမဟောတိသမဏပေတောသမဏယေခောနာမယဟံဘလူမီတိဟောတိဖြစ်တတ်၏သမဏပိတောယဟံပိတ္တတိလည်းပဲဟောတိဖြစ်တတ်ပေ၏ယဟံဘလူယဟံပိတ္တတွေတွားဖြစ်တတ်တယ်အာတိဒေဟိသင်္ဃတိအာတိဟိသံပတိတကာယောအတ္တတရံကရွန်တော်ဝိစရတိအာတိဒေဟိတပြောင်မြောင်တောက်ပါလျက်ရှိကြကုန်သောအာတိဒေဟိမိဟောဟုတပြောင်မြောင်တောက်ပါလျက်ရှိကြကုန်သောတံဃာတိအာတိဟိဒုက္ခတံဃာအစရှိသောတံဃာတို့ဖြင့်သံပိတိတကာယောတပြောင်မြောင်တောက်ပါ၍နေသောခန္ဓာကိုယ်ရှိသည်ဖြစ်၍
Atadaran Jinado Najindo Atango Grondo Putleye Wizard Nile Jensa Niadabi Isima Moglan Gromyaji Visigo Doma as in Gomima Yin to a bigari rema. The Hambigari left Bajabar, no? Kataba Piasin Dana Ringa. Majid Majid Jojo Jingle to 300 Toby Kunimari. Tamri Yogari, Tamri Mimari, Dikamani Alo. A bang Yago Yogi, a bang Yaga Jula Lulare, a Kinkama Gongima. Bamana Bida Gode, Yaham Bida is in the jar. The only day, the Nani Goslan Gila in the Aliam Yong Mi Home Town. Kama Badara Gabango, Goslan Gila in the Aliam Yong Mi Home Town, needed Nambia Yip. The Nani got Aliam Yong Mi Home Town, needed Nambia. Why had the Rigo Gila in the Aliam Yong Mi Home Town, needed. The very giddy than the very no? Look, hello, Miabu, Basilo, eh? The Jinga Yahambua, did the man. Did the way they go, Masalo Pene, Magenta, Jimo, Buddy Buddy go, let it in the let the Jimmy at the Mugere, Nebom Yazwa at the Mugere, address the Abu Ganiga. Pizilla, I think I'm on a Jinga, the Ganigo Masano Gere, a Jubilee Kamala, did the Ganigo Chuchalo, Miao. Did the way they go so below, Maya Hangu, Taja. Aya Mandangadi, Dogadi, Aya Igado. Aya illegal at that, to Magenta, Pudibani Dugadi go Jinny, Hano, Apo, Gadi, Dogadi, Babidi, Boom, Liar, Boom, so that Gadi, Dogadi, no? Either the Dogadi, Bombago, Yoshi, Zidata, Bazone. Because if I'm not copying away, then he Dogadi, but he can copy with Sidayando. Ivamima Koti over Basso, Yinonid, over the Ubama Adobe. Say, this is the Dangilake, Yinain, Sida Dogadi, Bomboago, Dogadi, Badibadi Dogadi, who Cosso at that, Namyoga Dogadi go, but it can come to a Gayalin, who Yole Abbey. A Tiga adjoining a pallet. Say that Nilahugo, a chicken. Say that you know his Luciano. You know, they say that he the Bogodi, Badibadi, Dogadi, correct. Masayo said, Joe, Badibad, they go to guide. That's so you shall be gone to Joe, Badibad, they go to level killing. Still I said that you may Joe, Badibad. That's so you shall be gone to the Joe, Badibad, they go a chief computer, the Joe, Badibad, my yet in it, haha. But these Dogadi called that Magona, Dogadi, Bombago. Saying the Egan Yelling, so damn young about it. No. Now, Ubama, the cook, yes, or just before. They are Dami, Big Way, Dambri, Dambri, or Datamina, the Goya, the Million, the Miringa, the Ubana, Harry, Yadi, Nilagaya, Yadi, Bidagaya, Yadi, Lohi, the Gaya, Yadi, Mizay, Gaya, Dura, Dawana, Meoda, Brizo, Dawana, Meoda. Picui, Chitayando, the Atabi, City, and Camboya, Loga, Ubamadiga. Pridodan, chooses than Shiliasido. Priodadan, Chubuit, Jeliasido, what are over so the Ati City Cilia E. The mainland to choose him, Chubuit, over so go. There's a go. Since so dead, Bogodi. Yadi, Nilagaya, and your young Loha Dolago. Yadi Bidagaya, Awaya Loga Dolago, Yadi Loidagaya, and the Loga Dolago. Yadi Mizagaya, Niwa Yo Bong Mogo, Yon Loga Dolago. Yadamia the Meringa Zadi, Edges Hoy night. Uba Dahaya, Shishu, Song Yu Soleya E. Yamadan to Basodi Durada Miwa. Gondo a young as in Chide, Obazodi Dali Ada Pilea E. Perido Dawana me was seen jet than Jindo a young as in Chide, Obazodi Dali Ada Pilea E. Chidayando Chidin, thanking Goya Loga Ubuma, the Kugaro. Fusing than Jin needed, Pufu needed, Obazodi Kushide, Sujazo. The Obazogo and Yoya Alonjide. Since so that day, Bogoga, and you are doing them, but not be so good, Messoye.
ဖြူစင်တန်ရှင်းနေတဲ့ကောင်းသောအယောင်အသင်းရှိတဲ့အညိုရောင်ကိုရနိုင်တယ်။အဝါရောင်ကိုအလိုရှိတဲ့ဆေးဆိုသမားတူကအဝါရောင်ဆိုရည်ထဲမှာသွားနှစ်ပြီးတော့ဆိုးလိုက်မယ်ဆိုရင်ဖြူစင်တန်ရှင်းနေတဲ့ကောင်းသောအယောင်အသင်းရှိတဲ့အဝါရောင်ပစိုးတစ်ခုရနိုင်တယ်။အနီရောင်ကိုအလိုရှိရမယ်ဆိုရင်နီငယ်နေတဲ့ဆိုရည်ထဲမှာသွားပြီးတော့နှစ်ဆိုးလိုက်မယ်ဆိုရင်လေကောင်းသောအယောင်အသင်းရှိနေတဲ့စင်ကြယ်တန်ရှင်းတဲ့အယောင်အသင်းရှိတဲ့အိုပစိုးတစ်ခုရနိုင်တယ်။နီငယ်နဲ့အယောင်ရနိုင်နော်။အကယ်၍နီဝါရောပေါင်းမောင်းသောအယောင်ရှိနေတဲ့ဘုပစိုးတစ်ခုကိုအလိုရှိခဲ့တယ်ဆိုရင်လေဒီဝါရောပေါင်းမောင်းသောအယောင်ကိုဖြစ်စေနိုင်တဲ့စွမ်းအားရှိနေတဲ့ဆိုရည်ထဲမှာသွားနှစ်ပြီးဆိုလိုက်မယ်ဆိုရင်ကောင်းစွာဆိုတတ်အပ်တဲ့ဒီဝါရောပေါင်းမောင်းသောအယောင်အသင်းရှိနေတဲ့စင်ကြယ်တန်ရှင်းတဲ့ဥပဇောတစ်ခုရနိုင်တယ်။ဘာကြောင့်လဲ။ယံကိတာဟေတုပရိသောတတမေကမေဝဋ္ဌတာဘိခွေစေတယံတို့တန်ထုံကဲ့သို့ဖြစ်ခြင်းဒီကိတာဟေတုအပေကြောင့်ကြောင့်ဒီဟုမူကဘိခွေစေတယံတို့ဝဋ္ဌတာဥပသောဤပိသုဒ္ဓတာစင်ကြယ်နေသည့်အဖြစ်ကြောင့်ဒီဥပသောကစင်ကြယ်တန်ရှင်းနေတဲ့အတွက်ကြောင့်ပဲနော်ဒီကမေဃခောဘိက္ခဝေစိတ်တေအတ္တံကြီးလိထေသုကတိပါတိကင်္ခဘိက္ခဝေစေတယံတို့ဒီဝမေဝခောဤဥပမာအတုပင်လင်းစိတ်တေစိတ်ဓာတ်တေအတ္တလိကိလိထေမငြင်းနှံခဲ့သည်ရှိသောသုကတိရှင်းမြတ်နှုတ်ဖွယ်ရာသောသုကတိကိုသုကတိကောင်းသောဘုံဘဝဟုခေါ်ဆိုအပ်တဲ့သုကတိဘုံဘဝကိုပါတိကင်ခမချွဧကံရလိမည်ဟုမျှော်လင့်အပ်ပေ၏နှမျိုးပေါ့ဒီနေရာမှာလည်းပရိပတ်တိသုကတိဂတိသုကတိဆိုပြီးတော့သုကတိနှမျိုးပဲရှိပါတယ်နော်အဲဒီတော့ဒီသုကတိနှမျိုးမှာလည်းပရိပတ်တိသုကတိကိုကြည့်လိုက်မယ်ဆိုရင်ပฏิပါတိသုဂတိပိအာဂရိယပฏิပါတိသုဂတိအနာဂရိယပฏิပါတိသုဂတိတိဒဝိတာဟောတိပฏิပါတိသုဂတိကြည့်မယ်ဆိုရင်အာဂရိယပฏิပါတိသုဂတိအနာဂရိယပฏิပါတိသုဂတိဆိုပြီးတော့ပဲနှမျိုးနှစ်စားရှိပါတယ်ဘယ်လိုလဲအာဂရိယဟိပရိသုဒ္ဓစိတ်သောပန္နာတိပါဒပိဝိရမတိအဒိနာဒါနာပိတကလိမိတတကုသလကမ္မပထေပရိပုဟိတိအယမတာအာဂရိယပฏิပါတိသုဂတိအဂရိယောအိယတိထောင်လူပေါင်း၌နေထိုင်လျက်ရှိသောပုဂ္ဂိုလ်သည်ပရိသုဒ္ဓစိတ်တော်စင်ကြယ်တန်ရှင်းသောစိတ်ဓာတ်ရှိသည်ဖြစ်၍ပါဏာတိပါဒပိသူတကုတ္တခြင်းမှတော်လည်းပဲဝိရမတိရှောင်ခြင်း၏အဒိနာဒါနမိအရှင်သည်ကိုယ်တော်ဖြင့်မပိတ်အပ်သောသူတော်ဘာရဲ့ဥစ္စာကိုယူခြင်းမှတော်လည်းပဲဝိရမတိရှောင်ခြင်း၏သကလေးမိဓာတကုသလကမပထေအလုံးစုံသောကုသလကမ္မပဋ္ဌာတရား10ပါးသူဆိုင်တရား10ပါးတို့ကိုလည်းပဲပြိပူရတိဖြစ်ခြင်း၏အယံဤသို့ဖြစ်ခြင်းချင်းဒီကအတ္တထိုအိယထောင်းသည့်အိယတိထောင်းဖြစ်နေတဲ့ပုဂ္ဂိုလ်အဖို့အာဂရိယပฏิပါတိဒုက္ခတိအာဂရိယပฏิပါတိဒုက္ခတိဤကျင့်ဝတ်တွေကဖြူစင်နေတယ်ကုသိုလ်ကမ္မပဋ္ဌာတရား10ပါးကိုဖြစ်ခြင်းနေတယ်ပြောရင်တော့လွယ်တယ်နော်ကုသိုလ်ကမ္မပဋ္ဌတရား10ပါးဆိုတာကဘာတွေလဲသူတတခြင်းမှရှောင်ခြင်းချင်းသူပစ္စည်းမတရားရွေးခြင်းမှရှောင်ခြင်းချင်းသူတမ်းမြတ်ဖြစ်စည်းခြင်းမှရှောင်ခြင်းချင်းဆိုပြီးတော့ကာယသုစရိတ်ကဘယ်နှပါလဲ3ပါးမူသားစကားပြောကြခြင်းမှရှောင်ခြင်းချင်းဂုံတိုက်စကားပြောကြခြင်းမှရှောင်ခြင်းချင်းဉာဏ်နဲ့စကားတွေကိုပြောကြခြင်းမှရှောင်ခြင်းချင်းဘိပြင်းတဲ့စကားပြောကြခြင်းမှရှောင်ကျင်ခြင်းဆိုပြီးဝစီသုတ္တရိုက်တရားကဘယ်နှပါလဲ၄ပါးနောက်တစ်ခုအဘိဓါသူတော်ဘာပစ္စည်းကိုမတရားသောနိလန့်ဖြင့်ရရှိဖို့ရန်အတွက်ကြံစည်စိတ်ကူးခြင်းယာဘာရတတ္တဝါတွေသိခြင်းပျက်စီးဖို့ရန်အတွက်ကြံစည်စိတ်ကူးခြင်းမာမဒိဋ္ဌိဥစုကဒိဋ္ဌိဖြောင့်မမှန်ကန်နေတဲ့ကံကံရဲ့အကျိုးအပေါ်နဲ့တဝင်တည်နေတဲ့သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ပြည့်စုံခြင်းဒါကမနောတုစိတ်ဘယ်နှပါလဲ3ပါးအဲ့ဒီအထက်မှာသမ္မာဒိဋ္ဌိကနေကြပါတယ်နော်သမ္မာဒိဋ္ဌိကကမ္မတက္ကရာသမ္မာဒိဋ္ဌိကိုအခြေခံပြီးညွှန်ကြားထားတော့လေဒီကမ္မတက္ကရာသမ္မာဒိဋ္ဌိဒီဘယ်ခါမှမတုံမလုံးပဲနဲ့တတ္တဝါတုံးရဲ့တန်တမှတည်ရှိလာပါတယ်လို့ပြန်ဆန်းစစ်ကြည့်လိုက်တဲ့အခါမိမိကိုယ်တိုင်ကပရမတ္ထသစ္စာအစစ်ဖြစ်နေတဲ့ယုတ်ဒီနံတွေကိုဟုတ်တိုင်းမှစွာသိတယ်အတိတ်ကပြစ္ဆုတ်ပါကလာ3ပါးအတွင်းမှာတည်ရှိနေတဲ့အကြောင်းတရားအကျိုးတရားတွေရဲ့အကြောင်းကျိုးဆက်နွယ်မှုတစ်ပတ်ကိုဟုတ်တိုင်းမှစွာသိတယ်
ပရမတ္ထသစ္စာဖြစ်တဲ့ယုတ်တိနန္ဒီကိုဟုတ်တိုင်းမှန်စွာသိနေတဲ့ဉာဏ်ကဉာဏ်စဉ်ဤအရာဘာဉာဏ်လဲနာမရူပပရိစ္ဆေဒဉာဏ်ဖြစ်တယ်အတိဏကပိစုပံကလသုံးပါးအတွင်းမှာတည်ရှိတဲ့အကြောင်းတရားနဲ့အကျိုးတရားတို့ရဲ့ကြောင်းကျိုးဆက်နွယ်မှုသဘောကိုဟုတ်တိုင်းမှန်စွာသိနေတဲ့ဉာဏ်ကဉာဏ်စဉ်ဤအရာတော့ဗာလဲပစ္စယပရိက္ခဉာဏ်ဖြစ်ပါတယ်ဒီနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်နှစ်ပါးကိုရရှိနေတဲ့တော်ကောင်းကအတိတ်ကပြည့်စုံပြတော်ခဲ့တဲ့အဝိဇ္ဇာတဏှာဥပါဒသင်္ခါရကံဆိုတဲ့ဒီအကြောင်းတရားတွေကြောင့်ပြစ္ဆုတ်ပံမှာခန္ဓာ၅ပါးယုတ်တရားနဲ့တရားဆိုတဲ့အကျိုးတရားတွေထင်ရှားဖြစ်ပေါ်လာတယ်ပြစ္ဆုတ်ပံမှာတစ်ဖန်ပြည့်စုံပြထောင်လိုက်တဲ့အဝိဇ္ဇာတဏှာဥပါဒသင်္ခါရကံဆိုတဲ့အကြောင်းတရားတွေကြောင့်နောက်အနာဂတ်မှာလည်းသံဃာကြီးမဆုံးခဲ့သေးဘူးဆိုရင်ခန္ဓာ၅ပါးယုတ်တရားနဲ့တရားတွေထင်ရှားဖြစ်လိမ့်မယ်ဆိုတဲ့ကြောင်းကျိုးဆက်နွယ်နေတဲ့သဘောကိုတမ္မာတိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွန်းဖောက်သိအဲဒီလိုသိနေတဲ့ထိုပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသာလျှင်ဥစုကဒိဋ္ဌိလို့ခေါ်ဆိုအပ်တဲ့ဖြောင့်မတ်မှန်ကန်နေတဲ့တမ္မာဒိဋ္ဌိဉာဏ်အမြင်ပေါ်နိုင်ပါတယ်ဒီလိုတမ္မာဒိဋ္ဌိဉာဏ်အမြင်ရှိတဲ့ပုဂ္ဂိုလ်ကလက်တွေ့ဒီယုတ်တိနန္ဒီကိုသိသိတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုရင်လက်တွေ့အကြောင်းတရားအကျိုးတရားတွေကိုသိသိတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုရင်ဒီယုတ်နဲ့ကြောင့်ကျိုးသင်္ခါရတရားတွေရဲ့ဖြစ်ပြီးပြတဲ့အနိစ္စသဘောဖြစ်ခြင်းဖြင့်အနိစ္စခံရတဲ့ဒုက္ခသဘောမပြည့်စုံတဲ့အကျိန်ကအခိုင်အမာနှစ်သာရအဖြစ်တည်နေတဲ့အတ္တမဟုတ်တဲ့အနတ္တသဘောတရားတွေကိုလည်းမြင်တယ်လို့တော့မြင်နေပါတယ်နော်မြင်တယ်လို့မြင်နေတဲ့အတွက်ဝိပဿနာတမ္မာတိဋ္ဌိဉာဏ်အမြင်နဲ့လည်းပြည့်စုံနေပါတယ်အဲ့ဒီအစစ်အထိရောက်မှသာလျှင်ကုသိုလ်ကမ္မပါဒတရား7ပါးကိုဖြူစင်စွာဖြစ်ကြနေသည်မြည်တယ်လို့ဒီလိုမှတ်ပါနော်ဒီတော့ဒီကုသိုလ်ကမ္မပဒတရား7ပါးကိုဖြူစင်စွာဖြစ်ကြနေတဲ့ပုဂ္ဂိုလ်ကပါတဲ့အဂါရိယပရိပတ်တိဒုက္ခတိအေယတိကလူပေါ်မှာနေပြီးဖြူစင်နေတဲ့ပရိပတ်ကျင့်ကိုကောင်းသောဘုံဘဝသို့ရောက်စေတတ်တဲ့ရှင်းခင်ဉာဏ်တို့ရသောပရိပတ်ကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်တယ်နော်အဲဒီအာဂါရိယပရိပတ်တိဒုက္ခတိခေါ်တဲ့ဒီဒုက္ခတိကျင့်ကိုပရိပတ်ကိုကျင့်နေတဲ့သူတော်ကောင်းကြီးဘာဖြစ်တယ်သောတထံထိတောကသဗေဒမနုဿမဟန္တတံပိဇေဝမဟန္တတံပိဥပပိသတိအယမသပတိဒုက္ခတိသောထိုယောဂဝဆရသောထိုပုဂ္ဂိုလ်သည်သောထိုကုသိုလ်ကမ္မပဒတရား7ပါးကိုဖြစ်ခြင်းလျက်ရှိသောပုဂ္ဂိုလ်သည်တထထိုကုသိုလ်ကမ္မပဒတရား7ပါး၌ထိတော်ယတ္တိလျက်ကာယနာကိုယ်ခန္ဓာဤဖေဒပြည့်စည်ခြင်းကြောင့်မနုဿမဟန္တတံပိလူသားတို့တွင်ကြည်ပြင်းမြင့်မြတ်သောလူသား၏အဖြစ်ကိုတော်၎င်းယေဝမန္တတမိနတ်တို့တွင်ကြည်ပြင်းမြင့်မြတ်သောနတ်သား၏အဖြစ်ကိုတော်၎င်းဥပပိသတိပရိသန္တိအဖြစ်ကရောက်တည်နေရတတ်ပေ၏လူဖြစ်လည်းကြည်ပြင်းမြင့်မြတ်နေတဲ့လူသားတို့ဖြစ်နိုင်တယ်နတ်ဖြစ်လည်းကြည်ပြင်းမြင့်မြတ်နေတဲ့နတ်သားနတ်သမီးတို့ဖြစ်နိုင်တယ်အယမန္တယကတိလူရဲ့အယံဤကအတ္တထောကုသိုလ်ကမ္မပဒတရား7ပါးကိုဖြစ်ခြင်းသောပုဂ္ဂိုလ်အဖို့ဂတိဒုက္ခတိဂတိဒုက္ခတိနိပရိပဏိဒုက္ခတိမှာယက်တည်နေတဲ့ပုဂ္ဂိုလ်အဖို့ဂတိဒုက္ခတိဆိုတဲ့ကောင်းတဲ့ဂတိတစ်ခုပေါ်မလာနိုင်ဘူးလားပေါ်လာနိုင်တယ်ဒီလိုဆိုရင်ပေါ့နော်ဂတိဒုက္ခတိကိုရရှိခြင်းဟာလည်းဘာအကြောင်းကြောင့်လဲသိကြအပေါ်မှာအခြေခံတယ်သိတဲ့တွေကညင်နှွမ်းခဲ့ရင်ဂတိဒုက္ခတိကိုရမယ်တခါဂတိသုဂတိကောင်းတဲ့သုဂတိကိုရခြင်းဟာလည်းဘာပေါ်မှာအခြေခံလဲသိတဲ့အပေါ်မှာအခြေခံတယ်သိတဲ့ကဖြူစင်တန်ရှင်းရမယ်ဆိုရင်ဂတိသုဂတိကိုမရနိုင်ဘူးလားရနိုင်သိတဲ့ဒီဖြူစင်တန်ရှင်းဖို့ရအတွက်ဘာလုပ်ရမလဲကုသိုလ်ကမ္မပဋ္ဌတရား7ပါးကိုဖြစ်ကြရမယ်တဲ့နော်အကျိုးတရားကိုအလုံးရှိခဲ့ရင်ဘာလုပ်ရမလဲအကြောင်းတရားကိုထူထောင်ပေးရမယ်အကျိုးတရားကိုတော့အလိုရှိတယ်အကြောင်းတရားကိုတော့မထူထောင်ခြင်းဘူးဆိုရင်ရနိုင်ပါမလားမရနိုင်ဘူးနောက်တစ်ခုအနဂါရိယောပိဣမသမိတ်သာတနေပပ္ပိစိတ်တဝပရိသုဒ္ဓစိတ်တော်သတုပါရိတောတိသီလံတော်တေတိအနဂါရိယပရိပတ်တိအနဂါရိယပရိပတ်တိဒုက္ခတိအနဂါရိယဂတိဒုက္ခတိဆိုပြီးတော့2မျိုးရှိပါတယ်ဒုက္ခတိ2မျိုးဆို2မျိုးကိုလည်းအထက်ကရာဆရာတော်ကဆက်ပြီးဖွင့်ပြတယ်အနဂါရိယောပိအယမထောင်းသည့်ယဟန်ပေါင်းတဲ့နေတဲ့ပုဂ္ဂိုလ်သည်လည်းပဲဣမသမိတာတတိဤသာသနာတော်တွင်၌ပပ္ပစိတ်တော်သာသနာပေါင်းတော်ဝင်ရောက်၍ရှင်ဟန်ပြုလျက်ပရိသုဒ္ဓစိတ်တော်စင်ကြယ်တန်ရှင်းသောစိတ်ဓာတ်ရှိသည်ဖြစ်၍သတုပါရိတောတိသီလံသတုပါရိတောတိသီလကိုသောတေတိစင်ကြယ်အောင်သုတ်သင်တန်ရှင်းအောင်ပြု၏
သောတေတိစင်ကြယ်စေ၏ဝါစင်ကြယ်အောင်ပြုခြင်း၏သတုပါရိသောတိသီလယဟန်တော်တို့ရဲ့အခြေခံသီလဖြစ်ပါတယ်နံပါတ်1ပါတိမောက္ခသံဝရသီလဝိနည်းဒေသနာတော်မှာလာရှိတဲ့သိက္ခာပုဒ်တွေကိုရိုးသေးစွာစင်စင်ကြယ်ကြယ်ဖြစ်အောင်ဖြည့်ခြင်းဖြင့်နံပါတ်2ကဣန္ဒြိယသံဝရသီလမျက်စိနာနာလျာကိုနှလုံးဆိုတဲ့ဓဝရ6ပါးမှလောဘဒေါသမောဟအစရှိတဲ့ကိလေသာအငြိအကျစ်တွေမဝင်အောင်စောင့်စည်းခြင်းစင်ကြယ်အောင်သုတ်သင်ခြင်းဘယ်လိုသုတ်သင်ရမလဲလို့မေးရင်တော့သမထဘာဝနာဝိပဿနာဘာဝနာဆိုတဲ့ကမ္မဋ္ဌအာယုံအတွင်းမှာမိတို့ရဲ့ဘာဝနာစိတ်ကိုအမြဲတမ်းသွတ်သွင်းထားနိုင်တယ်ဆိုရင်ဣန္ဒြိယသံဝရသီလလုံခြုံတန်တော့လုံခြုံပါတယ်အပြည့်အစုံလုံခြုံမှုဆိုတာကတော့ယဟန္တာဖြစ်မှာပဲဣန္ဒြိယသံဝရသီလကအပြည့်အစုံလုံခြုံပါတယ်သို့တော့ယဟန္တာမဖြစ်သေးရင်လည်းသွမ်းအားရှိသလောက်ဓာရ6ပါးမှရာဂဒေါသမောဟစတဲ့ကိလေသာအငြိအကျေးတွေဝင်ရောက်မလာအောင်သမထဘာဝနာဝိပဿနာဘာဝနာလို့ခေါ်ဆိုအပ်တဲ့အာယုံအတွင်းမှာမိမိတို့ရဲ့စိတ်ကိုအမြဲတမ်းသွတ်သွင်းထားနိုင်ဖို့လိုတယ်ဒီလိုသွတ်သွင်းထားနိုင်ရင်ဣန္ဒြိယသံဝရသီလပြည့်စုံပြီနော်နောက်တစ်ခုပစ္စယတဏှိတိတသီလဒီစည်းလေးပါးကိုသုံးဆွဲတဲ့အချိန်အခါမှာပစ္စောခဏဉာဏ်ဆင်းရင်ပြီးတော့သုံးဆွဲခြင်းဒါကိုလည်းသိကြအောင်သိကြောသုတ်တင်ရတယ်သံဃာဆွမ်းကြောင်းစိတ်ဆိုတဲ့ပစ္စည်းလေးပါးသုံးဆွဲတဲ့အချိန်သုံးဆွဲတဲ့အခါမှာသံဃာကိုသုံးဆွဲရင်လည်းပစ္စောခဏဉာဏ်နဲ့ဆင်းရင်ပြီးတော့မှသုံးဆွဲရတယ်ဆွမ်းကိုသုံးဆွဲရင်လည်းပစ္စောခဏဉာဏ်နဲ့ဆင်ញင်ပြီးတော့မှသုံးဆွဲရတယ်။ကျောင်းကိုသုံးဆွဲတဲ့အခါကျောင်းအပေါ်တက်တဲ့အချိန်ကပစ္စောခဏဉာဏ်နဲ့ဆင်ញင်ပြီးတော့မှဒီကျောင်းကိုသုံးဆွဲရတယ်။ဒီမြင့်စီကိုသုံးဆွဲတဲ့အခါမှာလည်းပစ္စောခဏဉာဏ်နဲ့ဆင်ញင်ပြီးတော့မှသုံးဆွဲရတယ်။ဒီလိုသုံးဆွဲခဲ့ရင်ပစ္စယတဏှိတိကသီလဒီစည်းလေးပါးကိုမြည်ပြီးဖြစ်ပေါ်လာတဲ့ဒီသီလကိုစင်ကြယ်အောင်သိကြောသုတ်သင်နေပြီကြီးတယ်။နောက်တစ်ခုအာဇီဝပါရိသောတိသီလအတ္တမွေးဝမ်းကြောင့်စင်ကြယ်အောင်သိကြောသုတ်သင်ခြင်းအာဇီဝပါရိသောတိသီလကိုလည်းစင်ကြယ်အောင်သိကြောသုတ်သင်ရတယ်။ယဟန်တော်များအဖို့မေဖို့နိဗ္ဗာန်မရဘဲနဲ့မေဖို့နိဗ္ဗာန်ရတယ်လို့ဝါကြွပါလားပြောလိုက်လို့လူတရားဓမ္မတွေကကြီးညိုပြီးလှူဒန်းခဲ့မယ်ဆိုရင်ဒီပစ္စည်းလေးပါမှအခုယဟန်တော်တဲ့သီလဆိုတော့မကသေးဘူးအနာဂါရိကအမိခံနေတဲ့သီလရှင်တွေလည်းပုံစံတူပဲ။ညာမရဘဲနဲ့ရတယ်မဉ္ဇဉ်ဘုံညာမရဘဲနဲ့ရတယ်ဝိပဿနာညာမရဘဲနဲ့ရတယ်လို့ဒီလိုဝါကြပါလာပြီးလူတစ်ဖက်သားအထင်ကြီးအောင်ပြောဟောလို့ရရှိတဲ့ပစ္စည်းဒီမစင်ကြတဲ့ပစ္စည်းဖြစ်ပါတယ်။အဲဒီလိုမစင်ကြတဲ့ပစ္စည်းကိုသုံးဆွဲခဲ့မယ်ဆိုလို့ရှိရင်လည်းခုနကပြောခဲ့တဲ့အနေသလမအပ်သောဤဖြင့်ပစ္စည်းလေးပါးကိုရှာဖွေရသုံးဆွဲခြင်းဖြစ်တဲ့အတွက်ဘုရားရှင်ကတော့တခိုးကြီး9ဦးထဲမှာဒီတခိုးကတော့အကြီးဆုံးတခိုးဖြစ်တယ်ဆိုပြီးတော့သဒုက္ခပါရာဇိကမှာမြတ်စွာဘုရားအတိတ်ကဟောထားပါတယ်နော်မအပ်သောနိဖြစ်ပစ္စည်းတွေဘကိုရှာဖွေသုံးဆွဲခြင်းလို့ခေါ်တယ်ဒီညာတော်တစ်ပါးကဒီပုံစံမျိုးမဟုတ်ဘူးဘုရားရှင်ပြညတ်တော်မူတဲ့အတိုင်းအတ္တမွေးဝါကြောင့်နဲ့ဆက်ဆက်နေတဲ့တတိပေခြင်းဗံပေခြင်းအစရှိတဲ့လုပ်ငန်းရပ်တွေကိုလည်းဘယ်တော့မှမဖြစ်ခြင်းဘူးဒီကုညင်ပေဟောခြင်းအစရှိတဲ့လုပ်ငန်းရပ်တွေကိုလည်းမပြုတ်ခြင်းဘူးငါဓမ္မတွေအထင်ကြီးလာအောင်ဟောပြောခြင်းဆိုတဲ့လုပ်ငန်းရပ်တွေလည်းဘယ်တော့မှမလုပ်ဘူးဘုရားရှင်ဖြစ်ဖြစ်တော်မူတဲ့အတိုင်းစင်စင်ကြယ်ကြယ်ဖြင့်ဒီစည်းလေးပါးကိုရှာဖွေပြီးတော့သုံးဆွဲတယ်အဲ့ဒီသီလကိုလည်းစင်ကြယ်အောင်သုတ်သင်ရပါတယ်ပေါင်းလိုက်တော့သီလဘယ်နှမျိုးလဲ၄မျိုးသတုပါရိသုတ်တိသီလလို့ခေါ်ပါတယ်နံပါတ်1ပါတိမောက္ခသံဝရသီလနံပါတ်2ဣန္ဒိယသံဝရသီလနံပါတ်3ဝိဇ္ဇယတဏှိတိတသီလနံပါတ်4အာဇီဝပါရိသုတ်တိသီလအဲ့ဒီသီလကြီး၄ပါးကိုစင်ကြယ်အောင်သိကြောသုတ်သင်ရတယ်နောက်တစ်ခုတေရတာဒုတင်္ဂာနိသမာဓိယတိတေရတာဒုတင်္ဂာနိဒုတိ33ပါးတို့ကိုသမာဓိယတိကောင်းစွာစောင့်တည်၍ကျင့်၏ဒုတင်33ပါးကိုလည်းကောင်းစွာစောင့်တည်ပြီးကျင့်တယ်နော်ပန္နုသင္ကကိုစောင့်တယ်တထသာစားတယ်ပါရမိန်စားတယ်စသဖြင့်ဒီလိုဒုတိယကျို့ပရိပတ်တွေရှိပါတယ်ဒီကျို့ပရိပတ်တွေကိုလည်းယုံသေးစွာဖြစ်ကျင့်တယ်နောက်တစ်ခုအထဒိဋ္ဌာရမဏိတုအတ္တနောအနုကုလကမ္မထာနာကေတဝါ
ပန္ထတိနာတတိပရိဒေဝမနောကတိနာပရိကမကတဝဇဏသမပတိယောနိဖတ်တေတိအထဒိသာရမဏိသူ38ပါးဂုံသောကမ္မထံအာယုန်တို့၌ကမ္မထံ40တော့ရှိပါတယ်ဒါပေမဲ့လို့တချို့ပါဠိတော်များမှာဘုရားရှင်ကတိုက်ရဟောထားတာတော့ကမ္မထံ38မျိုးသမထကမ္မထံ38မျိုးရှိလို့အထက်ကရာဆရာတော်ကြီးကအများအားဖြင့်အထဒိသာရမဏဆိုပြီးဒီလိုဖွင့်ဆိုထားတယ်ဘာဖြစ်လို့40နဲ့38မျိုးဖြစ်ရတယ်လို့မေးရင်တော့အာလောကကသိန်းနဲ့ဩဒဒကသိန်းကိုပုံစံတူထားထားတယ်အာဂါတကသိန်းဆိုတာကတော့အာဂါတနိစ္စယရဏဇံနဲ့အလတ်တူတယ်ဆိုပြီးဒီလိုသတ်မှတ်ထားတဲ့အတွက်အာဂါတကသိန်းကိုအာဂါတနိစ္စယရဏဇံနဲ့မှသွင်းရအာလောကကသိန်းကိုလည်းဩဒဒကသိန်းအောက်မှသွင်းရပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့38မျိုးသောသမထကမ္မထံဖြစ်သွားတယ်နော်ကသိန်း10ပါးအတုပ10ပါးအနုတ္တိ10ပါးဆိုပြီးတော့ကမ္မထံ10ပါး10ပါးစီက30မေတ္တာကရုဏာမုဒိတာဥပ္ပခါဆိုတဲ့မြမစိုးတရားက4ပါးအာရုပဇန်ဒီက4ပါးဟာရိပရိကုလတင်ညာက1ပါးသတုဓာတုဘဝထံခေါ်ဆိုအပ်တဲ့တက္ကမထံက1ပါးပေါင်းလိုက်တော့10ပါးအလုံးပေါင်းတော့40ထဲမှာခုနကကတိုင်း10ပါးမှာကတိုင်း10ပါးပဲရှိတယ်နော်ပေါင်းလိုက်တော့ကမ္မထံ38မျိုးအဲ့ဒီ38မျိုးတော့ကမ္မထံနေထဲမှာဘာဖြစ်လဲအထဒိသာရမဏေသူ38မျိုးတော့သမထကမ္မထအာယုန်တို့၌အတနောမိမိအနုကုလံလျော်လျော်ပတ်သောကမ္မထကမ္မထကိုပြတဝါယူ၍ပန္ထတိနာတနေအစွမ်းအဖျားကြတဲ့တောကြောင့်တောင်ကြောင့်၌ပတိအစွမ်းအဖျားကြသောတောကြောင့်တောင်ကြောင့်တို့ကိုပတိဒေဝမာနောမိဝဲလျက်ကတိနာပရိကမ္မကတိုင်းပရိကံကိုကတ္တဝါပြုကျင့်၍ဇာနသမပတ္တိယဇံသမပတ်တို့ကိုနိဗ္ဗာန်တည်းဖြစ်စေဉာဏ်တော်တစ်ပါးသာသနာ့ဘောင်ရောက်လာရင်ဖြစ်ကျင့်တဲ့လုပ်ငန်းချက်တွေကိုရှင်းဥစွာပြနံပါတ်1ကဘာပြောလဲသတုပါရိသုတ်တိသီလကြီး၄ပါးရှင်းကြအောင်လုပ်ရတယ်ခုနံပါတ်2ကျတော့သမထကမ္မထန်ဒီတက်ကမိမိနဲ့လျော်ညီတဲ့ကမ္မထန်တစ်ခုကိုယူပြီးတော့အစွမ်းဖြတ်ကြတဲ့တောကြောင့်တောင်ကြောင့်တွေကိုမှီဝဲပြီးတော့ကသိန်းပိဋကံတွေကိုပြုကျင့်မှာဇန်သမပတ်တွေကိုဖြစ်အောင်ကြိုးစားအထောက်ပါဒီတော့ဒီနေ့ခေတ်ကတော့ဒီသမထဆိုလို့ရှိရင်သာသနာ့တွင်တရားမဟုတ်ဘူးဆိုပြီးတော့ဆွဆွဲကြတယ်ဒီတော့ဒကာကြီးတွေမကြီးတွေဘုန်းကြီးတို့နည်းနည်းမေးကြပါလေဒါပေမဲ့ဘုန်းကြီးကရေလာမြောင်းပေးပြီးတော့မေးတဲ့ပုံစံတော့ဖြစ်ခြင်းလည်းဖြစ်မယ်နိဗ္ဗာန်သွားရာလမ်းကြောင်းအဖြစ်ဘုရားရှင်ကမဲ့ခင်ဘယ်နှပါးသတ်မှတ်ထားတယ်လဲမဲ့ခင်7ပါးမဲ့ခင်7ပါးထဲမှာသမသမာဓိပါဒရာမပါဘူးလားပါပါတယ်မှတ်ထားနော်မဲ့ခင်7ပါးဒီသာသနာ့တွင်တရားလားသာသနာ့ဘာတရားလားလို့မေးရင်ဘယ်လိုပြင်မလဲသာသနာ့တွင်တရားပဲဒီလိုဆိုရင်မဲ့ခင်7ပါးရဲ့အစိမ့်ပိုက်တစ်ခုဖြစ်တဲ့သမသမာဓိဟာလည်းသာသနာ့တွင်တရားလားသာသနာ့ဘာတရားလားမေးရင်ဘယ်လိုပြင်မလဲသာသနာ့တွင်တရားဒါပေမဲ့ဒီနေ့မျက်မှောက်ခေတ်ကတော့ဒီသမ္မာသမာဓိခေါ်တဲ့သမထကိုသာသနာ့တွင်တရားမဟုတ်ဘူးဆိုပြီးဒီလိုပြောချင်ကြတယ်နော်။ဘာကိုသမ္မာသမာဓိခေါ်သူလဲဆိုတာနဲ့ပတ်သက်လို့ဘုန်းကြီးနည်းနည်းတော့ရှင်းပါမယ်နော်။မဟာသီပ္ပဏသုတ်တံမှာဘုရားရှင်ကတော့ပရမဇန်သမာဓိဒုတိယဇန်သမာဓိတတိယဇန်သမာဓိသုဒ္ဓဇန်သမာဓိတွေကိုသမ္မာသမာဓိခေါ်ဆိုကြောင်းအတိအကျရှင်းထားပါတယ်။ဒီလိုရှင်းတဲ့ကတော့မိစ္ဆေကြီးဘက်ကဤလို့ခေါ်ပါတယ်။အထုတိလို့ရောက်သွားတဲ့ဥပ္ပဇ္ဇရသမာဓိလို့ခေါ်ဆိုအပ်တဲ့ကာမဝဇ္ဇရသမာဓိကတစ်မျိုးဒါဇာဏကတ္တိတဲ့သမာဓိသို့မဟုတ်ဇာဏကတ္တဲ့သမာဓိနဲ့တူညီနေတဲ့သမာဓိရူပဝဇ္ဇရပရမဇ္ဇဒုတိယဇာတတိယဇာသရုဒ္ဓဇာနေကတော့ရူပဝဇ္ဇရသမာဓိဖြစ်တယ်အာဂတနိဇာယရဏဇာဝိညာဉ်နိဇာယရဏဇာအာဂိသိညာယရဏဇာနိဝတညာတညာယရဏဇာဒီဇာလေးပါးကတော့အရူပသမပတ္တိဖြစ်ပါတယ်အရူပသမအရူပဝဇ္ဇရသမာဓိဖြစ်တယ်ကာမဝဇ္ဇရသမာဓိရူပဝဇ္ဇရသမာဓိအရူပဝဇ္ဇရသမာဓိဆိုပြီးသမာဓိ၃မျိုးရှိတဲ့အ ਨੇ ကအလေကောင်ဖြစ်နေတဲ့ရူပဝဇ္ဇရသမာဓိကိုသမ္မာသမာဓိလို့ဟောလိုက်ရင်အစဖြစ်တဲ့ကာမအထွတ်တိတ်တော့ရောက်လာတဲ့ဥပ္ပဇ္ဇရသမာဓိပရိလူပဇ္ဇရအဖြစ်ဥပ္ပဇ္ဇရသမာဓိအမိရတဲ့သမာဓိမုဋ္ဌအဖြစ်ဥပ္ပဇ္ဇရသမာဓိအမိရတဲ့သမာဓိနော်အဲ့ဒီနှစ်မျိုးလုံးကိုဥပ္ပဇ္ဇရသမာဓိလို့ခေါ်ပါတယ်အထွတ်တိတ်တော့ရောက်လာတဲ့ဒီကာမဝဇ္ဇရသမာဓိလို့ခေါ်ဆိုအပ်တဲ့ဥပ္ပဇ္ဇရသမာဓိအစုံဖြစ်တဲ့အရူပဝဇ္ဇရသမာဓိတွေကိုပါသိကျုံရည်တွက်ယူရတဲ့နည်းဒီနည်းမျိုးကိုမိစ္ဆေကြီးဘက်ကနည်းလို့ခေါ်ပါတယ်ဒါကမဟာသတိပဋ္ဌာန်သုတ်တံလာတဲ့အတိုင်းဘုန်းကြီးကရှင်းတာပါနော်
မဟာသတိပဋ္ဌာန်တုတ်တံမှာဘုရားရှင်ကဒေသနာတော်ကြီးကုန်းမှာတတိပဋ္ဌာန်ကျင့်စဉ်တတိပဋ္ဌာန်တရားလေးပါးကိုငါဘုရားဟောကြားထားတဲ့အတိုင်းယောသည်စွာလိုက်နာပြုကျင့်မယ်ဆိုရင်ခုနှစ်ရက်အတွင်းမှာတော့လဲနာဂာမိဖို့ကိုယ်တော်ကောင်းအရဟတဖို့ကိုယ်တော်ကောင်းရနိုင်တယ်ခုနှစ်နှစ်အတွင်းမှာတော့လည်းပဲအနာဂာမိဖို့ကိုယ်တော်ကောင်းအရဟတဖို့ကိုယ်တော်ကောင်းရရှိနိုင်တယ်လို့ဒီလိုကြေညာချက်ထုတ်ထားဒီကြေညာချက်ကိုကောက်ချက်ချပြီးတော့ရှေးရှေးသတော်ကြီးများကတော့မဟာသတိပဋ္ဌာန်တုတ်တံဒီလောကီတတိပဋ္ဌာန်ကိုသာယူရပြီးမြတ်စွာဘုရားဟောကြားတော်မူတဲ့ကျင့်စဉ်ဖြစ်ပါတယ်ဆိုပြီးဆုံးဖြတ်ထားဒီတော့လောကီကျင့်ဝတ်ပိုင်းမှာသမ္မာသမာဓိရှိတယ်လောကီသမ္မာသမာဓိဖြစ်ပါတယ်လောကီသမ္မာသမာဓိဆိုတဲ့သမ္မာသမာဓိဟာမဂ္ဂင်၈ပါးထဲမှာအစိပ်ပိုင်းတစ်ခုအဖြစ်နဲ့ပါဝင်ပါတယ်ဒီတော့မဂ္ဂင်မှာလည်း2မျိုးရှိတယ်လောကီယမဂ္ဂင်နဲ့လောကုတ္တရာမဂ္ဂင်ဆိုပြီးမဂ္ဂင်2မျိုးရှိပါတယ်လောကီမဂ္ဂင်၈ပါးလောကုတ္တရာမဂ္ဂင်၈ပါးဆိုပြီးမဂ္ဂင်ဘယ်နှမျိုးရှိလဲ2မျိုးလောကီမဂ္ဂင်၈ပါးမှာလည်းသမ္မာသမာဓိပါတယ်လောကုတ္တရာမဂ္ဂင်၈ပါးမှာလည်းသမ္မာသမာဓိပါပါတယ်လောကီမဂ္ဂင်၈ပါးမှာပါနေတဲ့သမ္မာသမာဓိကတော့ဘုန်းကပြောကြတဲ့အတိုင်းပရမဇန်သမာဓိဒုတိယဇန်သမာဓိတတိယဇန်သမာဓိသရုဒ္ဓဇန်သမာဓိသို့မဟုတ်ကာမဝဇ္ဇရသမာဓိရူပဝဇ္ဇရသမာဓိအရူပဝဇ္ဇရသမာဓိဖြစ်တယ်လောကုတ္တရာမဂ္ဂင်၈ပါးမှာပါနေတဲ့သမ္မာသမာဓိကဘယ်လိုသမ္မာသမာဓိလဲဆိုမေးရင်တော့အလားတူတဲ့သဘောရှိတယ်ဘယ်လိုတူလဲယောဂဝဇ္ဇရပုဂ္ဂိုလ်ကသုဒ္ဓဝိပဿနာဉာဏိကပုဂ္ဂိုလ်ဖြစ်လို့ဇံမရဘူးဝိပဿနာရှုတယ်ရုပ်ကိုပဲဝိပဿနာရှုခဲ့အရိယာမဲ့ဆိုင်ခဲ့မယ်သို့မဟုတ်နာမ်ကိုဝိပဿနာရှုခဲ့အရိယာမဲ့ဆိုင်ခဲ့မယ်ဆိုရင်ထိုပုဂ္ဂိုလ်ရဲ့အရိယာမဲ့ဒီပရမဇာတိကမဲ့ဖြစ်တယ်ဆိုပြီးအထက်ကရာများကရှင်းလင်းတင်ပြထားတယ်။ဘာဆိုလို့လဲထိုအရိယာမဲ့လှမ်းပြီးကြည့်လိုက်ကြည့်ထိုအရိယာမဲ့နဲ့ရှင်းပြတဲ့စိတ်စိတ်လေးတွေကိုလှမ်းပြီးရေးပြလိုက်တဲ့အချိန်ခါမှာထိုအရိယာမဲ့နဲ့ရှင်းပြတဲ့စိတ်စိတ်လေးတွေဒီ39လုံးမြတ်သောအဖြစ်ရှိပါတယ်နော်။အဲဒီ39လုံးထဲမှာဝိတဝိဇာရပိဋိဒုက္ခဧကဂတခေါ်ဆိုအပ်တဲ့ဇာယင်္ဂ၅ပါးပါနေတယ်ဒါကြောင့်သူတို့ကပထမဇာတိကမဲ့ဆိုပြီးသတ်မှတ်ထားတယ်ဇာယင်္ဂ၅ပါးရှိနေတဲ့အတွက်ကြောင့်ပထမဇာတိကမဲ့ဆိုပြီးသတ်မှတ်တယ်ဒါကတစ်မျိုးပေါ့နော်နောက်တစ်ခုကတော့သမထယန္တိကပုဂ္ဂိုလ်ဖြစ်လို့ပရမဇန်ကိုဝိပဿနာရှုခဲ့အရိယာမဲ့စိုက်ခဲ့မယ်ဆိုရင်ထိုအရိယာမဲ့မှာမဲ့ဒီပထမဇာတိကမဲ့ဖြစ်တယ်ဓမ္မဇာတိကမဲ့ဖြစ်တယ်အဲ့ဒီမှာမဲ့ခင်ဘယ်နှပါးပါလဲဆိုမဲ့ခင်၈ပါးပဲခေါင်းကသောတဝိပဿနာယန္တိကပုဂ္ဂိုလ်ကအရိယာမဲ့ဆိုင်ရင်လဲပရမဇာတိကမဲ့ပဲဖြစ်တယ်မဲ့ခင်ဘယ်နှပါးလဲလို့မေးရင်မဲ့ခင်၈ပါးပဲဖြစ်တယ်အဲ့ဒီမဲ့ခင်၈ပါးထဲမှာသမ္မာသမာဓိမပါဘူးလားပါနေတယ်အဲ့ဒီသမ္မာသမာဓိကဘာသမာဓိလဲလို့မေးတော့လောကုတ္တရာသမ္မာသမာဓိဖြစ်ပါတယ်အလားတူပဲဒုတိယဇန်ကုန်ဝိပဿနာရှုကအရိယာမဲ့ဆိုင်နိုင်တယ်ဆက်ခဲ့လို့ရှိရင်လည်းအဲ့ဒီမှာမဂ္ဂင်က၈ပါးမရှိတော့ဘူးမဂ္ဂင်9ပါးဖြစ်သွားတယ်။ဘာဖြစ်လို့လဲ။ဒုတိယဇာဏတရားတွေကိုဝိပဿနာရှုတော့ဒုတိယဇာဏတရားထဲမှာဝိတ္တဝိသသရုပ်ကနိယဝိတ္တဝိသရမပါတော့ဘူး။ဝိတ္တဝိသရမပါတဲ့အတွက်ဝိတ္တဝိသရမပါတဲ့ဒုတိယဇာဏတရားတွေကိုဝိပဿနာရှုခဲ့အရိယာမဲ့ဆက်ခဲ့မယ်ဆိုရင်ဒုအရိယာမဲ့မှာလည်းဝိတ္တဝိသရမပါတဲ့အတွက်ဝိတ္တကိုသမ္မာသင်္ကပ္ပမဂ္ဂင်လို့ခေါ်ဆိုထားခြင်းကြောင့်ဝိတ္တမရှိတဲ့အတွက်သမ္မာသင်္ကပ္ပမဂ္ဂင်တစ်ခုညော့သွားတယ်။ညော့လိုက်တော့မဂ္ဂင်ဘယ်နှပါးပါလဲ။မဂ္ဂင်9ပါး။အဲ့ဒီ9ပါးထဲမှာလည်းသမ္မာသမာဓိမပါဘူးလား။ပါတယ်။အဲ့ဒီသမ္မာသမာဓိကိုလည်းဘာလို့ခေါ်လဲ။လောကုတ္တရာသမ္မာသမာဓိဖြစ်ပါတယ်နော်။အလားတူပဲတတိယဇန်သရုဒ္ဓဇန်အစရှိတဲ့အထက်ပိုင်းဇန်ဒီကိုဝိပဿနာရှုခိုင်မှာအရိယာမဲ့စိုက်ခဲ့ရင်လည်းအဲ့ဒီမှာဝိတ္တမပါဘူးမဂ္ဂင်9ပါးပဲဖြစ်တယ်။အဲ့ဒီမှာလည်းသမ္မာသမာဓိပါတယ်အဲ့ဒီသမ္မာသမာဓိကလည်းလောကုတ္တရာသမ္မာသမာဓိဖြစ်ပါတယ်အဲ့တော့လောကီသမ္မာသမာဓိလောကုတ္တရာသမ္မာသမာဓိဆိုပြီးသမ္မာသမာဓိ2မျိုးရှိတော့လောကီဘိုင်းမှာပဲဖြစ်ဖြစ်လောကုတ္တရာဘိုင်းမှာပဲဖြစ်ဖြစ်သမ္မာသမာဓိအရာပထမဇာသမာဓိဒုတိယဇာသမာဓိတတိယဇာသမာဓိသရုဒ္ဓဇာသမာဓိစသည်ဖြင့်သမ္မာသမာဓိရှိကြပါတယ်အဲ့တော့ဒီသမ္မာသမာဓိဒီကိုသာနာတိတရားမဟုတ်ဘူးလို့ညင်းကျက်ထုတ်ခဲ့မယ်ဆိုရင်ဘယ်နဲ့တော့ဒီကကြီးတော်ရီမဲ့ဖို့နိဗ္ဗာန်တောင်ရနိုင်ပါတော့မလားမရနိုင်တော့လောကီဘိုင်းမှာလည်းသမ္မာသမာဓိရှိတယ်လောကီသမ္မာသမာဓိဒါသမထလို့ပြောခြင်းလည်းပြောလောကုတ္တရာဘိုင်းမှာလည်းသမ္မာသမာဓိမရှိဘူးလားရှိတယ်ပရမဇန်ကိုရှုကဝိပဿနာ
စိုက်ခဲ့မယ်အရိယာမဲ့စိုက်ခဲ့မယ်ဆိုရင်ပရမဇန်ကိုဝိပဿနာရှုခဲ့အရိယာမဲ့စိုက်ရင်ပထမဇန်တိကသမ္မာသမာဓိဒုတိယဇန်ကိုဝိပဿနာရှုခဲ့အရိယာမဲ့စိုက်ခဲ့ရင်ဒုတိယဇန်တိကသမ္မာသမာဓိတတိယဇန်ကိုဝိပဿနာရှုခဲ့အရိယာမဲ့စိုက်ခဲ့ရင်တတိယဇန်တိကသမ္မာသမာဓိသရုဒ္ဓဇန်ကိုဝိပဿနာရှုခဲ့အရိယာမဲ့စိုက်ခဲ့မယ်ဆိုရင်လည်းသရုဒ္ဓဇန်တိကသမ္မာသမာဓိဖြစ်တယ်အဲ့ဒီမှာလည်းဇန်နဲ့ရှင်တွဲနေပါနော်ဒါလောကုတ္တရာဇန်နဲ့လောကီဇန်ကကွာတယ်ဒါကြောင့်ဒီဇန်ဒီသမထဒီသာသနာ့တွင်တရားမဟုတ်ပါဘူးလို့ကြွကြော်ခြင်းဒီဘုရားရှင်ရဲ့ဒေသနာတော်ကိုကြောခိုင်းနေတာနဲ့မတူဘူးလားတူနေတယ်ဘာဖြစ်လို့ဒီသမာဓိကိုထူထောင်ရတယ်လို့မေးတော့သမာဓိဘိက္ခဝေဘာဝေထသမာဟိတောဘိက္ခဝေဘိက္ခုယထာဘုဒ္ဓံပဇာနာတိဘိက္ခဝေจิตယံတို့သမာဓိကိုဘာဝေထပွားများကြကုန်လောသမာဟိတောသမာဓိရှိတဲ့ပုဂ္ဂိုလ်သည်ယထာဘုဒ္ဓံမဖို့မပြဟုတ်တိုင်းမှန်စွာပဇာနာတိကွယ်ကွယ်ပြပြတိ၏ယဟန်တို့သမာဓိကိုထူထောင်ကြသမာဓိရှိနေတဲ့ယဟန်တို့သည်မဖို့မပြဟုတ်တိုင်းမှန်စွာကွယ်ကွယ်ပြပြတိပါတယ်ဘာတွေကိုသိလဲသောဣဒံဒုက္ခနိယတဗုဒ္ဓပဇာနာတိအယံဒုက္ခသမုဒယောတိယထာဘုဒ္ဓပဇာနာတိအယံဒုက္ခနိရောဓတိယထာဘုဒ္ဓပဇာနာတိအယံဒုက္ခနိရောဓဂမိနိပရိပဒတိယထာဘုဒ္ဓပဇာနာတိဤကဒုက္ခသစ္စာလို့ဟုတ်တိုင်းမှန်စွာကိုယ်ပဲပြပြသိတယ်ဤကသမုဒယသစ္စာလို့ဟုတ်တိုင်းမှန်စွာကိုယ်ပဲပြပြသိတယ်ဤကနိရောဓသစ္စာလို့မဖို့မပြဟုတ်တိုင်းမှန်စွာကိုယ်ပဲပြပြသိတယ်ဤကဒုက္ခချုပ်ရနိဗ္ဗာန်တို့ရောက်ကြောင်းကျင့်စဉ်မဂ္ဂသစ္စာတရားလို့မဖို့မပြဟုတ်တိုင်းမှန်စွာကိုယ်ပဲပြပြသိပါတယ်အဲ့ဒီလိုကိုယ်ပဲပြပြသိရှိနိုင်ရဲ့အတွက်သမာဓိကိုထူထောင်ပါဆိုပြီးတော့မြတ်စွာဘုရားတိုက်တွန်းထားဒီတော့ဘုရားရှင်ဟောနေတဲ့ဒုက္ခသစ္စာအမိရတဲ့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးယုတ်တရားနဲ့တရားတွေကိုဟုတ်တိုင်းမှန်စွာသိရဲ့အတွက်ဘာလို့ရမလဲသမာဓိထူထောင်ရနော်သမာဓိကိုချင်းမြတ်လို့သမာဓိကိုထူထောင်တာလားဒုက္ခသစ္စာကိုဟုတ်တိုင်းမှန်စွာသိရဲ့အတွက်သမာဓိကိုထူထောင်တာလားလို့မေးရင်ဘုန်းကြီးတို့သာသနာတော်အတွင်းဘက်ကတော့ဒုက္ခသစ္စာကိုဟုတ်တိုင်းမှန်စွာသိကြည့်ရဲ့အတွက်သမာဓိကိုထူထောင်တာပါလို့ဒီလိုပဲပြန်ဖြေရနော်အလားတူပဲသမာဓိကိုချင်းမြတ်လို့သမာဓိကိုထူထောင်တာလားသမုဒယသစ္စာကိုဟုတ်တိုင်းမှန်စွာသိရဲ့အတွက်သမာဓိကိုထူထောင်တာလားလို့မေးရင်လေသမုဒယသစ္စာကိုဟုတ်တိုင်းမှန်စွာသိရှိရဲ့အတွက်သာလျှင်သမာဓိကိုထူထောင်ပါတယ်လို့ဒီလိုပြန်ဖြေရဒုက္ခသစ္စာကိုသိရှိရန်အတွက်သမုဒယသစ္စာကိုသိရှိရန်အတွက်ဘာလို့အပ်တယ်လဲသမာဓိထူထောင်ဖို့လိုတယ်ဒုက္ခသစ္စာအမြင်ရတဲ့ဥပါဒနဲ့ခန္ဓာ၅ပါးယုတ်တရားနံတရားသမုဒယသစ္စာအမြင်ရတဲ့ကြောင့်ကျိုးဆက်နွယ်နေတဲ့ပြိဿသမုပ္ပါသဘောတရားတွေကိုဟုတ်တိုင်းမှန်စွာသိရဲ့အတွက်ဘာလို့ရမလဲသမာဓိထူထောင်ရအဲ့ဒီသမာဓိရှိမှသာလျှင်ဒီဒုက္ခသစ္စာသမုဒယသစ္စာအမြင်ရနေတဲ့ယုတ်တရားနံတရားဥပါဒနဲ့ခန္ဓာ၅ပါးအကြောင်းတရားအကျိုးတရားပြိဿသမုပ္ပါအင်္ဂါရတေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးတော့ဝိပဿနာရှုနိုင်မှာဖြစ်တယ်အဲဒီလိုဝိပဿနာရှုနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာယဟန်တော်တို့ကြည့်ရမယ်ကျေဝပရိပတ်တွေကိုသီလကျင့်စဉ်ကိုညွှန်ကြားပြီးတဲ့အချိန်ခါမှာအတ္တကရာဆရာတော်မြတ်ကဘယ်လိုသတ်မှတ်ပေးလဲအထဒိဋ္ဌရမဏိတို့38ပါးကုန်သောသမထကမ္မထအာယုန်တို့၌အတ္တနောမိမိ၏အတ္တနောမိမိအားအနုကုလံလျောလျောက်ပတ်သောကမ္မထာနကမ္မထကိုကိတဝါယူ၍ပန္ထသီလတတိအစွန်အဖျားကြတဲ့တောကြောင့်တောင်ကြောင့်၌အစွန်အဖျားကြတဲ့တောကြောင့်တောင်ကြောင့်တို့ကိုပฏิဒေဝမာနောမိဝဲလျက်ကတိလာပရိကမကတိုင်ပရိကံကိုကတ္တဝါပြုခြင်း၍ဇာနသမပတ္တိယောဇာသမပတ္တောကိုနိဗ္ဗာန်တည်းဖြစ်ပေါ်စေ၏ကမ္မထံ40သို့မဟုတ်38မျိုးသောကမ္မထံတွေမှာမိမိပြည့်ညက်လျော်ညီနေတဲ့ကမ္မထံတစ်ခုကိုယူမိတဲ့အချိန်ခါမှာအစွန်အဖျားကြတဲ့တောကြောင့်တောင်ကြောင့်နေကိုမိဝဲစိတ်ကပ်ပြီးတော့ကတိုင်းပရိကံတွေကိုကြည်ကြံချက်ကိုပွားများအထုတ်ပါဇန်သမပတ္တိကိုဖြစ်အောင်ကြိုးစားအထုတ်ပါဆိုပြီးဒီလိုတိုက်တွန်းထားတယ်အဲဒီလိုကြိုးစားအထုတ်ခဲ့ရင်ဘာလုပ်လဲသောတပတိမကံဘာဝေတိသက္ကတကမိမကံဘာဝေတိအနာဂမိမကံဘာဝေတိသောတပတိမကံသောတပတိမကိုလည်းဖက်ဘာဝေတိဖြစ်အောင်ကြိုးစားအထုတ်၏သက္ကတကမိမကံသက္ကတကမိမကိုတော်လည်းပဲဘာဝေတိဖြစ်အောင်ကြိုးစားအထုတ်၏အနာဂမိမကအနာဂမိမကကိုတော်လည်းပဲဘာဝေတိဖြစ်အောင်ကြိုးစားအထုတ်၏သမထရင်ရက်နေသလားမဟုတ်ပါဘူးနော်သမထကိုပြည့်စုံပြီးတော့ဒီသမထကိုအခြေခံ၍ယုတ်တရားနန္တရားတွေကိုသိသိအကြောင်းတရားအကျိုးတရားတွေကိုသိသိပြီးအကြောင်းတရားတွေကဒီယုတ်နန္ဒီကိုအနိစ္စဒုက္ခအနတ္တလက္ခဏာသုံးတန်တင်ပြီးတော့ဒုနိဝိပဿနာရှု
ကျိုးလိုက်တဲ့အချိန်ကမှဝိပဿနာဉာဏ်တို့ရဲ့အဆုံး၌သောတာပတိမဉဏ်ကိုဖြစ်အောင်ကြိုးစားအထောက်ပါတစိတပိသဂရဂမိမဉဏ်ဖြစ်အောင်အနာဂမိမဉဏ်နဲ့ဖြစ်အောင်ကြိုးစားအထောက်ပါအဲ့ဒီလိုကြိုးစားအထောက်တဲ့လုပ်ငန်းရပ်ကိုဘာခေါ်လဲအယမန္တအနာဂါရိယပရိပါတိသုက္ကတိအယံဤဒီကအတ္တထိုယဟန်တော်ဤအနာဂါရိယပရိပါတိသုက္ကတိအနာဂါရိယပရိပါတိသုက္ကတိမိဤအနာဂါရိယပရိပါတိသုက္ကတိကြောင့်ပฏิပတ်ကောင်းမွန်နေတဲ့ကြောင့်ပฏิပတ်ကိုကျင့်ခြင်းဖြစ်တယ်နော်ပြီးတော့ဒီအနာဂါရိယပရိပါတိကြောင့်ကိုကျင့်လိုက်တဲ့အတွက်ဘာဖြစ်မလဲသောတတ္တတိတောကယတာမိတမနုဿလောကေဝတိတုမဟာကုလေတုသတုဝကမ္မဝဆရာဒေဝေတုတတတုဝပြမနာသတ္တတုဝပြမဘောဝနေသုပိသတုဝသုဒ္ဓဝါတိတုသတုဝအာရုပေတုဥပပစ္စတိသောထိုယဟန်တော်သည်တတ္ထထိုပရိပါတိသုဂတိ၌ထီတော်ယတိနှင်ခဲ့သည်ရှိသောဘာယတကုခဏဤပိတပြည့်စည်ခြင်းကြောင့်မနုဿလောကေဝတိတုမဟာကုလေသုလူပြည်လူလောက၌သုံးမျိုးဂုဏ်သောမြင့်မြတ်သောအမျိုးအနွယ်တို့၌သော၎င်းသတုဝကမ္မဝဆရာဒေဝေသုကမ္မဝဆရာနတ်ပြည်6ဓာတ်တို့၌သော၎င်းဓာတတုဝဗြဟ္မဘဝနေတုဗြဟ္မ30တို့၌သော၎င်းပိသတုဝသုဒ္ဓဝါတိတုသုဒ္ဓဝါဒ5ဘုံတို့၌သော၎င်းသတုဝအာရုပေတုအရုပလေးဘုံတို့၌သော၎င်းဥပပိစ္စတိပရိသန္တိအပြင်ကရောက်တည်နေရပေ၏လူပြည်ကတော့သောတပန်နဲ့သက္ကာရကံကိုရည်ညွှန်းထားပါတယ်သောတပန်ပုဂ္ဂိုလ်များသက္ကာရကံပုဂ္ဂိုလ်များအထက်ဗြဟ္မဘီကိုအလိုမရှိလို့တော်၎င်းအလိုရှိတော်လဲဇံမြရဲ့တော်၎င်းလူပြည်လူလောကမှာပြန်ပြီးပြိဿန်တည်နေကြရမယ်ဆိုရင်မေတ္တိသေကျေဘုံနာတတိသေကျေသဟပတိတတိသေကျေဆိုအပ်တဲ့မြင့်မြတ်တဲ့အမျိုးအနွယ်၃မျိုးမှာသာလင်းလူလာဖြစ်နိုင်တယ်ဒါကတစ်ချက်နတ်ပြည်နတ်လောကမှာလဲအထက်တန်းကြနေတဲ့နတ်ပြည်နတ်လောကတွေမှာဖြစ်နိုင်တယ်အကယ်၍ဒီသောတာပန်တဂရကပုဂ္ဂိုလ်တွေကဇံလေးရလို့အလိုရှိကြမယ်ဆိုရင်ဗြဟ္မဘီမှာတော့ပြိဿန်တည်နေလောကဗြဟ္မဘီမှာပြိဿန်တည်နေနိုင်တဲ့ဆွမ်းအားရှိအနာဂံပုဂ္ဂိုလ်ဖြစ်လို့ဇံကလည်းရခဲ့မယ်အနာဂံဖြစ်ရင်တော့ဇံမရမရှိပါဘူးဇံရပါတယ်နော်ပြီးတော့အနာဂံပုဂ္ဂိုလ်ဖြစ်လို့မိမိကဗြဟ္မဘီမှာအောက်ဗြဟ္မဘုံနေမကြိုက်ဘူးကြိုက်ခဲ့မယ်ဆိုရင်အောက်ဗြဟ္မဘုံမှာဖြစ်နိုင်ပါတယ်အောက်ဗြဟ္မဘုံမှာဖြစ်နိုင်တယ်ဆိုတာကပုံစံလေးတစ်ခုတော့ဘုန်းကြီးထုတ်ပြမယ်ဥဒ္ဒလို့သတ္တဝါဘုရားရှင်လက်ထက်ကဘဟကအမည်ရှိတဲ့ယဟန်တော်တစ်ပါးရှိခဲ့ပူပါတယ်ထိုသဟကယဟန်တော်ကအနာဂမိမညာပုညာကိုရရှိတဲ့ဇာနလာဘီဇံကိုရရှိတဲ့သူတော်ကောင်းတူဖြစ်ပါတယ်အနာဂံပုဂ္ဂိုလ်တို့အဖို့နိဝရဏတရား၅ပါးကိုပယ်ရှားပြီးဖြစ်တဲ့အတွက်ဇန်ဒီကိုပေါင်းကြတဲ့အချိန်ခါမှာဘယ်ဇံကိုမဆိုအထုတ်လိုက်ရင်လွယ်ကူနိုင်တဲ့သဘောရှိလွယ်ကူတော့လည်းပဲဒီသဟကအမည်ရှိတဲ့ယဟန်တော်ကပရမဇံကိုအမြတ်စံပွားနေတဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့အကြောင်းပြချက်မရှိတော့လေသူကပရမဇံဘုံမှာဖြစ်လို့တဲ့အတ္တဆန္ဒတက်ရှိတယ်လို့ယူဆရပါတယ်။ဒါကြောင့်ပရမဇံကိုအမြတ်စံပွားတဲ့အတွက်မဟာဗြဟ္မာဘုံမှာသွားပြီးတော့သဟံပတိဗြဟ္မာဆိုပြီးဗြဟ္မာကြီးတူဖြစ်တယ်အနာဂတ်မှာအကယ်၍ဒီသဟံပတိဗြဟ္မာသည်သုဒ္ဓဝါဒ၅ဘုံကိုအလိုရှိခဲ့ရင်မရနိုင်ဘူးလားဆိုရနိုင်ပါတယ်ဒါပြည့်နဲ့သူသန္တတက်ကမဟာဗြဟ္မာဘုံမှာပြိတ္တန်ကြီးတည်နေလို့တဲ့သန္တတက်ရှိနေတဲ့အတွက်မဟာဗြဟ္မာဘုံမှာပဲသွားပြီးပြိတ္တန်ကြီးအပြင်တည်နေရတယ်ဥစ္စလို့ဂတိကာရဘုန်းနေတဲ့တို့ကဲ့သို့နော်သူတော်ကောင်းကြီးတွေကြတော့သုဒ္ဓဝါဒ၅ဘုံမှာလည်းအထက်တန်းကြတဲ့အဂဏိထဗြဟ္မာပြီးမှပဲပြိတ္တန်ကြီးတည်နေလို့တဲ့အတွက်အဂဏိထဗြဟ္မာပြီးရောက်သွားကြတယ်ဒါကြောင့်မိမိတို့အလိုရှိကြရင်သုဒ္ဓဝါဒ၅ဘုံမှာလည်းဒီအနန္တတော်ကောင်းတို့ဖြစ်ခင်မရှိဘူးလားရှိနိုင်ဒါရင်လည်းဆိုတော့မကတိဘူးအရုပ၄ဘုံကိုအလိုရှိကြမယ်ဆိုရင်လည်းအရုပ၄ဘုံမှာဖြစ်နိုင်တဲ့သဘောရှိတယ်နော်အယမန္တဂတိတုဂတိအယဣတိကအတ္တထိုယံသောအဖို့ဂတိတုဂတိဂတိတုဂတိပါပေတိကောင်းနေတဲ့ကောင်းမွန်မှန်ကန်နေတဲ့ဂတိတုဂတိပဲဂတိတုဂတိရရှိဖို့ရအတွက်ဘာကိုအခြေခံရမလဲပฏิပတ်တိသုဂတိကိုအခြေခံရတယ်ပฏิတပတ်တိသုဂတိမှာယတ္တိခွင့်မရနိုင်တဲ့ပုဂ္ဂိုလ်တို့အဖို့ဂတိသုဂတိကိုရနိုင်မလားမရနိုင်ဘူးဒါကြောင့်ဒီနေ့တရားနာနေတဲ့တော်ကောင်းများစဉ်းစားရမယ်အချက်တစ်ခုတော့ရှိလာပြီနော်ဘဝဆုံးအောင်လုပ်နိုင်ရင်တော့အကောင်းဆုံးပဲဘဝကမဆုံးနိုင်ဘူး
သန္တရာကြီးဆက်ပြီးကျင်ရမယ်ဆိုလို့ရှိရင်ဒုက္ခတိဘုံဘဝကိုရောက်တာနဲ့ဒုက္ခတိဘုံဘဝရောက်တာဘယ်ရင်ကအကောင်းလဲဒုက္ခတိရောက်တာကတော့နည်းနည်းသက်သာတယ်ဒုက္ခတိဘုံဘဝကိုအလွန်ရှိခဲ့တယ်ဆိုရင်ဘယ်မှာမိမိတို့ကယက်တည်ပြီးနေဖို့လိုတယ်ပฏิပတ်တိဒုက္ခတိခေါ်တဲ့ကောင်းမွန်မှန်ကန်နေတဲ့ကျင့်ပฏิပတ်တိမှာယက်တည်ထားဖို့တော့မလိုဘူးလားလိုတယ်ကောင်းမွန်မှန်ကန်နေတဲ့ပฏิပတ်တိဒုက္ခတိကသီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်ခေါ်တဲ့ကျင့်ဝတ်၃ခုဖြစ်ပါတယ်ဒီကျင့်ဝတ်၃ခုကိုစဉ်စဉ်ကြဲကြဲဖြစ်ကြနိုင်ခဲ့မယ်ဆိုရင်ဒီကျင့်ဝတ်၃ခုမှာတိတိတယောမိမိတို့ကယက်တည်မယ်ဆိုရင်မိမိတို့အတွက်ဂတိဒုက္ခတိခေါ်တဲ့ကောင်းတဲ့ဒုက္ခတိဘုံဘဝကိုတော့မရောက်နိုင်ဘူးလားရောက်နိုင်တယ်ပฏิပတ်တိဒုက္ခတိခေါ်တဲ့စင်ကြယ်နေတဲ့ကျင့်ဝတ်ပฏิပတ်မှာယက်တည်ဖို့ဆိုတာကဘာအပေါ်မှာအခြေတည်နေသလဲနော်ဘယ်ပေါ်မှာအခြေတည်သလဲစိတ်ဓာတ်အပေါ်မှာအခြေတည်နေတယ်နော်စိတ်ဓာတ်အပေါ်မှာအခြေတည်တဲ့အတွက်မြတ်စွာဘုရားဘယ်လိုဟောလဲဧဝမေဝခောပိကမေစိတ်တေအတ္တံကိလေတေဒုက္ခတိပါတိကင်္ခဘိက္ခွေစေတယံတို့ဧဝမေဝခောဤဖြူစင်တန်ရှင်းနေတဲ့ဥပသောဥပမအတုပဟယစိတ်တေသင်္ချေသတို့ရဲ့စိတ်ဓာတ်သည်အတ္တံကိလေတေမငြင်းနှံခဲ့သည်ရှိသောဒုက္ခတိဒုက္ခတိဘုံဘဝကိုပါတိကင်္ခမချုဧကံရလိမ့်မည်ဟုမျှော်လင့်အပ်ပါပေ၏သင်္ချေသတို့ရဲ့စိတ်ဓာတ်ကဖြူစင်တန်ရှင်းနေပါစေစိတ်ဓာတ်ကဖြူစင်တန်ရှင်းခဲ့မယ်ဆိုရင်တော့ဒုက္ခတိဘုံဘဝကိုမကျွတ်ဧကံရလိမ့်မယ်ဆိုတာကတော့မျှော်လင့်အပ်ပါတယ်နော်ဒါကြောင့်ဒီနေရာမှာစိတ်ဓာတ်ကညှဉ်းနှွမ်းခဲ့ရင်ဘာဖြစ်မလဲဒုက္ခတိဘုံဘဝကိုရမယ်စိတ်ဓာတ်ကဖြူစင်တန်ရှင်းခဲ့မယ်ဆိုရင်ဒုက္ခတိဘုံဘဝကိုရရှိနိုင်တယ်ဒါဖြင့်စိတ်ဓာတ်ညှဉ်းနှွမ်းတာကဘာကြောင့်ညှဉ်းနှွမ်းရတယ်လဲလို့သိဖို့မလိုဘူးလားလိုအပ်လားဒီအကြောင်းလေးကိုမြတ်စွာဘုရားကဆက်ပြီးဟောတယ်ကတမေသဘိက္ခဝေစိတ်ဓာတ်ဥပ္ပကိလေသာစိတ်ဓာတ်ကိုမြင်တော့အောင်ပြုလို့နေတဲ့ဥပ္ပကိလေသာတရားတွေဟာဘာတွေလဲအဘိဇာဝိသမလောဘောစိတ်ဓာတ်ဥပ္ပကိလေသောအဘိဇာဝိသမလောဘောအဘိဇာတရားဝိသမလောဘတရားတွေကစိတ်ဓာတ်စိတ်ဥပ္ပကိလေသောညင်နှံကြောင့်ဥပ္ပကိလေသာတရားပါပဲဒီအဘိဇာနဲ့ဝိသမလောဘအဘိဇာနဲ့ဝိသမလောဘတရားဒီစိတ်ဓာတ်မြင်နှံဖို့ရန်အတွက်ဥပ္ပကိလေသာတရားအကြောင်းတရားဖြစ်တယ်။ဘာကိုအဘိဇာခေါ်သလဲ။ဒုတိယ7ပါးမှာတော့သူတို့ဘာရဲ့ပစ္စည်းကိုမတရားသောနိလန့်ဖြင့်လိုလားတောင့်တနေတဲ့စိတ်ဓာတ်ကိုအဘိဇာလို့ခေါ်တယ်။ဒီနေရာမှာကတော့အထက်ကရာကပုံစံအမျိုးမျိုးနဲ့ဖွင့်ပြထားပါတယ်နော်။အဘိဇာနဲ့ဝိသမလောဘဝိသမလောဘဆိုတဲ့စကားလုံးကတော့သိတတ်တယ်တော်များများကြားဘူးလိမ့်မယ်လို့တော့ယူဆပါတယ်နော်မဟုတ်မမှန်နေတဲ့လောဘတရားတွေပဲအဲဒီတော့ဒီနေရာမှာအဘိဇာနဲ့ဝိသမလောဘဘယ်လိုကွာဟချက်ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အထက်ကရာဆရာတို့ကရှင်းလင်းထားတယ်တထတကဗန္တိသန္တာရကောအဘိဇာပရဗန္တိဝိသမလောဘောတထတို့အဘိဇာဝိသမလောဘနှစ်မျိုးတို့တွင်တကဗန္တိမိမိရဲ့စီစဉ်ဥစ္စာအပေါ်၌သန္တာရကောလိုလားတတ်မဲ့သောသန္တာရကတရားဒီကအဘိဇာတိမိမိရဲ့စီစဉ်ဥစ္စာအပေါ်၌လိုလားတတ်မဲ့နေတဲ့သန္တာရကတရားကဘာခေါ်လဲအဘိဇာကိုယ်ပစ္စည်းကိုတွေ့တာနေတာဘာမှမဖြစ်ဘူးလို့ဒီလိုမထင်နဲ့နော်ကိုယ်ပစ္စည်းကိုတွေ့တာမမောနေတာကိုပိုင်နေတဲ့ပစ္စည်းတွေကိုတွေ့တာမမောနေတာကဘာလဲအဘိဇာအဲဒီအဘိဇာဒီစိတ်ဓာတ်ရဲ့ညင်နှံကြောင့်ဥပ္ပကိလေသာတရားဖြစ်တယ်စိတ်ဓာတ်ညင်နှံခဲ့မယ်ဆိုရင်ဘာဖြစ်လဲစိတ်တေတံကိလေတေတံကိလေတေစိတ်တေဒုက္ခတိပါတိကင်္ခာစိတ်တေစိတ်ဓာတ်တိတံကိလေတေညင်နှံခဲ့သည်ရှိသောဒုက္ခတိဒုက္ခတိဘုံဘဝကိုပါတိကင်္ခာမချွဧကံရလိမ့်မည်ဟုမျှော်လင့်အပ်ပါ၏စိတ်ဓာတ်ကညင်နှံခဲ့မယ်ဆိုလို့ရှိရင်ဒုက္ခတိဘုံဘဝကိုမချွဧကံရလိမ့်မယ်လို့မျှော်လင့်အပ်တယ်ကိုယ်သားသမီးကိုတွေ့တာဘာဖြစ်ရမှာလဲကိုယ်သားသမီးကိုချစ်တာဘာဖြစ်မလဲဘာဖြစ်တယ်ဟမ်ကိုမြင့်ကိုချစ်တာဘာဖြစ်ရမလဲပြောကြတယ်ဘာဖြစ်တယ်စိတ်ဓာတ်ကညင်နှွမ်းခဲ့ရင်ဘယ်ရောက်မလဲဒုက္ခတိဘုံဘဝရောက်နိုင်တယ်ကိုမြင့်စီကိုတွေ့တာဘာဖြစ်ရအောင်မလဲဟောဘာဖြစ်တယ်ဒုက္ခတိဘုံဘဝရောက်နိုင်တယ်ဒီလိုဆိုရင်ဒီညင်နှွမ်းကြောင့်ဖြစ်တဲ့စိတ်ဓာတ်ကလေးတွေကိုဖြူစင်တန်ရှင်းသောအောင်စိတ်ကြောသွတ်သင်ထားဖို့တော့မလိုဘူးလားလိုအပ်တယ်နော်ခုလာကကိုတွေ့တာဘာဖြစ်ရမလဲ
Lagani Memoja Pakitele Dugadi Padikina Lula Taman needed Sandaraga Didiadi Sita Ninanjam Tiapit Sita Ninanga Bayamale Dugadi Bomba Yame that the DC would lure, no? Not a good. Para Bandi, Bravado, Yazidi, Oza, Abon, and Sandarago, Lula Damage, Sandaraga, Diadiga, Widoma Lova, Diadi, Ruvaya, Desi, Dame, Kama, Woto, Asuzu, Rova, Bangida, Yazi, Oza, Abon, Lula Damage, needed Sandaraga, Diago, Bacole, Widoma Lova, Locore, no? Madia Lova, no? Mimi Jini, Oza, Abon, Mimi, Dread, Damage, Nidaga, Diade, Lova, George, Visa, Logima, don't have. Ruba Bangi, Zizi, Oza, Desi, Dame, Kama, Odo, Asuzu, Bomadobi, Dread, Damage, Sitagoro. Widoma Lova, Mani Maniare, Madiare, Lova, Azo, Vigilo, Damantai. Hey, Madiare, Lova, Gale, Sida, Ninan, Jam, Ubagida, Diave. Sida, Ninan, Love, Solution of Bafile. Tangi Lady, Sida, Dugadi, Badi, Genka. Sida, Sida, Tangi, Ninan, Gadi, Sida, Dugadi, Bomba, Badi, Genka, Macho, Egan, Yali, who, Yoni, Abavi. Sida, Ninan, Layana, Dugadi, Bomba, Macho, Egan, Yali, Meluro. Yoli Miro Pendulum Dugai. Could be go to Tadara, Madenda, probably she got to Dara, Madenda, no, the DC would lose it, no? I think she got Manda Limuga, do the Atto, named it the Hosiva. Mapilo, no? Then the Liponi who added a bridge and looked at Lina sister before you go on. Ravaniha. Taking the Megama water as usual, but my dread memory, Suraga, Manami clearly see that. Mielunga Lare, Miakunga Lare, Sinaga Bush Lare, Legoga Bush Lare, Sanifi. Taking the Megama water as usually, upon it, Mielung Miakun Sanifi, Ma Adani Majuja, Judah. Sinaga Belezu Sanifi, Nilula Ma Adani Mataja, Taja. Any Ahmadali, Talaja, the Ahmada, Aboma, and Chidi Bido, the Yellow Yakung, Yoja Mima, Sade, Drawari, about it, Bedda Memorial, Sitati, Mabola, Polar. The Ahmamamuga, a chicken, the Yawibala, that they have, no? Paramada is an egg, if Yanjila, Tinkama, the Yoja Mima, so that Drawari go. Is that a beta, Yudiani, maybe that a Boga, Dagiliva Pambi, Tudravanda Madi, Dagiliva Pambi, Shudiva. Kala Mongi, no? If only the Mount of Dagwadi, and Nezo Abia, but we have already done why you're a Zinayada, others of his body as secret ship. The Joma Zimida by Gogo, the Joma Bawayo, Gita, Zadi, Bagay, Segu ship. For a matter, this Nega told him behind it, Yudian, a superman. Any Yulia and so body in the Chibiran and Chicken, Pip. Daga 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 the Mive, Daga Yoga Daga, Mima Velo, you lock on Yeti, named it a chain Hidra, and Chip. Chibiran and Chicken, Piety, the Bermuda, the Mother Bawadigo, Daga Yoga Daga, Mima Velo, Dobby, digging the Adidi Mana Mana, Mani. Daga Yoga Daga, Mima Velo, Dobby, so you gain, these way you, Madanya Mana Mana. Money, any of my mamu, a thing mamu, a bomber, a chin second, no? You know, the of my mamu, a thing mamu, she did Ravaduga. Daga Mielo, Daga Miako, Daga Yoga, Daga Mima, Sadifin, Tommy, so you like it. So you like a jingle true, Yoga Mima, so that the Golo upon neck. Let that Dia movie, but now for me, in the city, though less kitchen, Pimmy. Miako Yellow Saki, going a say by the Golo upon it, hit that Dia movie, yibber, now for me, in the city, as any dollar kitchen, Pimmy. I look at him, but here, Nimida, Dada Gadidawa, Bigua, Winyana, Dikamana, Didia, Nubidana, Dada Gatidawa, Bigui, Chidayando. Nimida, Dada Gadidawa, Yajami, Masna, Amanami, Abonai, let that Daya movie, Yibat, now for your dinner, Sinida, Muli, Dintia, Chipo, Dinilia, Nubidana, Dada Gadidawa, Yellow Yago, Asaki, going on, as they abide the Kugu, Abonai, let them Yano movie. Yiban now for it, Dini, those as in the Muli, Dintia, Chipo, Dinilia,
သွားပြီးခုလိုယောက်ျားပဲမိမပဲဆွဲယူရင်ယောက်ျားမိမဆိုတဲ့ကိုယ်ရင်ကတစ်ခုလုံးအပေါ်နဲ့နှိမ့်သက်တရားမှုဖြင့်ရစ်ပတ်နှောင်းဖွဲ့ပြီးတည်နေတဲ့စိတ်အစဉ်လေးတော်လည်းဖြစ်ခြင်းဖြစ်မယ်မျက်လုံးနဲ့မျက်ခုံးနဲ့စသည်ဖြင့်ကိုယ်ရင်ကအစိမ့်ပိုင်းတစ်ခုအပေါ်နဲ့သွားပြီးဆွဲယူလိုက်ရင်ကိုယ်ရင်ကအစိမ့်ပိုင်းတစ်ခုကိုအပေါ်မှာနှိမ့်သက်တရားမှုဖြင့်ရစ်ပတ်နှောင်းဖွဲ့ပြီးတည်နေတဲ့စိတ်အစဉ်လေးတော်လည်းဖြစ်ခြင်းဖြစ်မယ်ဖြစ်ခင်ဘာဖြစ်မလဲတသမိစေသမိကာလံဂရိယဌာနမေတ္တာဝိဇ္ဇတိယံဒုညံဂတိလံအညတရံဂတိကိစေယနိရိယဝတ္တိသနာယောနိဝတသမိသမယေထိုကဲ့သို့သောနှစ်သက်တရားမှုဖြင့်ရစ်ပတ်နှောင်းဖွယ်၍တည်နေသောထိုချိန်ကမျိုး၌စေကာလံဂရိယအကရေမြတ်သေသွားညာအယုန်တတိဤသို့သေသွားခဲ့သည်ရှိသောနိရိယဝငရေမူလီဖြစ်သောတိသနာယောနိဝတ္တိသံအမျိုးစမူလီဖြစ်သောဒိဏဂတိနဲ့ဓမျိုးသောဂတိတို့တွင်ယံဣညတရံဂတိအကျင့်အမမထာတဘာဘာသောဂတိတို့ကိစ္စရာလာရောက်လျာဤဣဒဌာနဤငရေတိသံဟုခေါ်ဆိုအပ်သောနှမျိုးသောဂတိတို့တွင်တမျိုးမျိုးသောဂတိတို့လာရောက်ရာခြင်းဟုခေါ်ဆိုသောဤအကြောင်းရာမျိုးသည်ဝိဇ္ဇတိထင်ရှားဧကံရှိသည့်အမှန်သာသည်ယောက်ျားမိမလှမလှမျက်လုံးမျက်ခုံးစသည်ဖြင့်ဒီလိုဆွဲယူနေတဲ့ပုဂ္ဂိုလ်တွေကယောက်ျားမိမဆိုတဲ့ဒီလိုလုံးအပေါ်မှာတော်လည်းနှစ်သက်တရားမှုဖြင့်ရစ်ပတ်နှောင်းဖွဲ့ပြီးတည်နေတဲ့စိတ်အစဉ်လေးတော်လည်းဖြစ်ခြင်းဖြစ်မယ်မျက်လုံးမျက်ခုံးအစရှိတဲ့ကိုယ်ရင်ကအစီပိုင်းတစ်ခုကိုအပေါ်မှာနှစ်သက်တရားမှုဖြင့်ရစ်ပတ်နှောင်းဖွဲ့ပြီးတည်နေတဲ့စိတ်အစဉ်လေးတော်လည်းဖြစ်ခြင်းဖြစ်မယ်အဲဒီလိုနှစ်သက်တရားမှုဖြင့်ရစ်ပတ်နှောင်းဖွဲ့ပြီးတည်နေတဲ့စိတ်အစဉ်ဖြစ်နေတော့ပြုံးနေတည်ခဲ့မယ်ဆိုရင်မရဲတဲ့ဒိဋ္ဌာနှမျိုးတစ်မျိုးမျိုးသောဘုံဘဝသို့ရောက်ရောက်မယ်ဆိုတဲ့ဒီအကြောင်းတရားတွေသင်ရှားဧကန်ရှိနေပါတယ်။ဘာကြောင့်လဲ။နှစ်သက်တရားမှုဖြင့်ရစ်ပတ်နှောင်းဖွဲ့ပြီးတည်နေတဲ့စိတ်အစဉ်လေးတွေကမရဏတဏဇောခေါ်တဲ့နောက်ဆုံးဖြစ်သွားတဲ့စိတ်အစဉ်နေရာကိုယူနေတယ်။မရဏတဏဇောရဲ့နေရာကိုယူနေတော့ဒုမရဏတဏဇောသည်အကုသိုလ်ဖြစ်ခဲ့မယ်ဆိုရင်ကျင့်သည့်အပယ်လေးပုံရောက်တယ်။ဒုမရဏတဏဇောသည်ကုသိုလ်ဇောဇောခဲ့မယ်ဆိုရင်လည်းကောင်းရာသုတိကျင့်သည့်ဧကန်ရောက်ပါတယ်။မရဏတဏဇောအကုသိုလ်ဖြစ်တာသည်ဘာကိုအခြေခံနေတယ်လဲ။စိတ်ဓာတ်ညင်တော်မှုကိုအခြေခံတယ်ဘယ်လိုညင်လို့နေတယ်လဲ။မိမိပိုင်နေတဲ့စည်းစိမ်ဥစ္စာဖြစ်ခြင်းလည်းဖြစ်မယ်သူတော်ဘာပိုင်စည်းစိမ်ဥစ္စာတော်လည်းဖြစ်ခြင်းဖြစ်မယ်ယောက်ျားမိမဆိုတဲ့ဒီစည်းစိမ်ဥစ္စာဒီမိမိပိုင်တော်လည်းဖြစ်ခြင်းဖြစ်မယ်သူတော်ဘာပိုင်တော်လည်းဖြစ်ခြင်းဖြစ်မယ်မိမိပိုင်ဆိုင်ဒီပဲဖြစ်စေသူတော်ဘာပိုင်ဆိုင်ဒီပဲဖြစ်စေတကူလုံးအပေါ်မှာဖြစ်တဲ့တရားမှုဖြစ်ရပတ်နှောင်ပွဲပြီးတည်နေတဲ့အချိန်ခါသို့မဟုတ်မျက်လုံးမျက်ခုံးအစရှိတဲ့ကိုယ်ကအစိမ့်ပဲတကူကိုအပေါ်မှာဖြစ်တဲ့တရားမှုဖြစ်ရပတ်နှောင်ပွဲပြီးတည်နေတဲ့အချိန်ခါသို့မဟုတ်စိတ်ရွှေအစရှိတဲ့တမဲ့အရာဝတ္ထုတစ်ခုကိုအပေါ်၌နှစ်သက်တရားမှုဖြင့်ရစ်ပတ်နှောင်ပွဲပြီးတည်နေတဲ့အချိန်ခါဒီအချိန်ခါမျိုးမှာတည်ခဲ့ရင်မနန္တနာဆိုရဲ့နေရာကိုဒီနှစ်သက်တရားမှုဆိုတဲ့လောဘဒေါသကနေရာယူထားတဲ့အတွက်အကုသိုလ်ဆိုဇောလိုက်ပြီဆိုလို့ရှိရင်ကျင်းနေပဲရောက်မလဲအပေရောက်တယ်အကုသိုလ်ဆိုဇောလိုက်တဲ့အခါမှာဒီမှာလောဘဇောကိုမြတ်စွာဘုရားကဥပ္ပကိလေသစိတ်ဓာတ်ညင်နွမ်းကြောင်းတရားလို့ဒီလိုဟောထားစိတ်ဓာတ်တွေကညင်နွမ်းပြီဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဒုက္ခတိပါဠိကင်္ခဒုက္ခတိဘုံဘဝကိုကျင့်သိဧကံရလိမ့်မယ်လို့မျှော်လင့်အပ်တယ်ဒီလိုမြတ်စွာဘုရားဟောထားဒီလိုဆိုရင်ဒကာကြီးတွေမကြီးဘုရားဟောကိုယုံကြည်ပါလားမယုံကြည်ဘူးလားလို့ဘုန်းကြီးကမေးရင်ဘယ်လိုများဖြေကြမလဲဟမ်ယုံကြည်တယ်ဆိုလို့ရှိရင်အိမ်ပြန်မှုကောင်းနေလားဟမ်ဘယ်လိုဒီလိုဆိုရင်ပြန်မပြန်ဘူးလားဟမ်စဉ်းစားတော့စဉ်းစားစိတ်တည်းဖြူစင်တန်ရှင်းအောင်ပြုလို့ရမယ်အချိန်ခါရောက်နေတယ်လားမရောက်နေဘူးလားမိမိကိုယ်ကိုမိမိတနာမယ်ဆိုရင်စိတ်တည်းဖြူစင်အောင်လုပ်ဖို့တော့မလိုဘူးလားလိုအပ်နေတယ်နော်ဒီတော့ဒီနေရာမှာညကပြောခဲ့ရလေးဘုန်းကြီးစကားညီကုန်းပြန်ဆက်ဆက်ကြည့်ကြပါလေတရားတူမှမကောင်းတဲ့ဘက်ကလည်းပိဿနန္တိရကံမရှိခဲ့ဘူးဆိုရင်ကောင်းတဲ့ဘက်ကလည်းဇံမဲ့ဖို့အစရှိတဲ့ဇံဝိပဿနာဉာဏ်မဲ့ဖို့အစရှိတဲ့တရားလူတရားမြတ်တွေမရခဲ့ဘူးဆိုရင်အရေးအကြီးဆုံးတော့အချိန်ကာလဒီပဲအချိန်ကာလလည်းဒေဂဏိကာလပဲဒေဂဏိကာလမရဏတဏဇောကကုသိုလ်ဇောဖြစ်ခဲ့ရင်ကောင်းတဲ့ဒုက္ခတိကျင့်ပြီးဧကံရောက်မယ်စိတ်ဓာတ်ဖြူစင်တန်ရှင်းနေတယ်ဒေဂဏိကာလမရဏတဏဇောကအကုသိုလ်ဇောဖြစ်ခဲ့မယ်ဆိုရင်စိတ်ဓာတ်ညင်နေနေတဲ့အတ္တပဲရောက်မလဲမကောင်းတဲ့ဘဝရောက်ဒီလိုဆိုရင်ဘဝတစ်ခုမှာခொနကဒီဇာဏလိယကံကိုလည်းတစ်ဖက်ကလွန်ကျူးမထားတဲ့ပုဂ္ဂိုလ်သမထဘာဝနာဝိပဿနာဘာဝနာတွေလည်းစနစ်တကျပွားများမထားတဲ့ပုဂ္ဂိုလ်အကုလောက်အောင်ပွားများမထားတဲ့ပုဂ္ဂိုလ်နော်အဲဒီပုဂ္ဂိုလ်တွေအဖို့အရေးအကြီးဆုံးသောအချိန်ကာလတစ်ခုကိုပြောပြပါဆိုရင်